ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Momo Official Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာဧကမင်းရေးသားထားတဲ့အစွဲကြီးတဲ့တရေဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နောက်မစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။မမြင့်သူတို့သားမိရက်ွက်ဈေးလေးတွင်စတိုးဆိုင်နဲ့အချုပ်ဆိုင်တွဲဖွင့်ထားတယ်။အမေတခုသမီးတခုမို့လို့မနက်ဈေးဖွင့်ကြရအိမ်မနေထွက်ပြီးတော့ဆိုင်ဖွင့်ကညနေ6နာရီဈေးသိမ်းပြီးတော့မှအိမ်ပြန်ကြတယ်။ဈေးကမနက်ပိုင်းဖွင့်ပြီးတော့နေ့လယ်1နာရီနောက်ပိုင်းဈေးကွဲကဆိုင်ပိတ်ပြီးတော့အိမ်ပြန်ကြတယ်။ညနေ3နာရီခန့်မှစပြီးတော့ဈေးပြန်ဖွင့်ကညနေ6နာရီခန့်အထိရောင်းချကြတယ်။မမြင့်သူကဆက်ချုပ်ဆိုင်ပါတွဲဖွင့်ထားတာကြောင့်နေကင်းဆိုင်ပိတ်ထားလို့မဖြစ်ပါဘူး။မနက်ပိုင်းဈေးဝယ်တဲ့သူကြီးကြားတဲ့အတွက်ဆက်မချုပ်ဖြစ်ပဲနဲ့ဈေးရောင်းရတယ်။ဈေးဝယ်သူပါတဲ့10နာရီနောက်ပိုင်းမှသာစက်ကုံပေါ်မှာထိုင်ဖြစ်တော့တာ။သမီးငိမ့်ငိမ့်ကတော့အယုတ်ကလေးတစ်ယုတ်နဲ့ကစားနေပါတယ်။အသက်4နှစ်ရှိပြီ။ရှင်းနှစ်ဆိုရင်ကျောင်းထားရတော့မယ်။သမီးအတွက်အချိန်မပေးနိုင်တာကြောင့်မူကြိုလေးမထားခဲ့ရအောင်။ကျောင်းတက်မှသာကျောင်းနဲ့ကျူရှင်တွဲထားတော့မယ်ဆိုပြီးမမြင့်သူဆုံးဖြတ်ထားတယ်။သမီးဒီမှာအယုတ်ကလေးမမေနာမှာလာယူလိုက်မယူမမေပဲအင်ကြီးလေးချုပ်ပေးမယ်ဆိုဒီမှာကြည့်လိုက်အောင်လေစောစောကလေးကမမေချုပ်ပြီးလို့ဝစ်တောင်ဝစ်ပေးပြီးပြီဟဲ့လှလိုက်တာဒါမှတို့မမေငိမ့်ငိမ့်ရကစားနေတဲ့အယုတ်ကလေးကိုသိမ်းလိုက်ပြီးတော့ဘိုးမရုပ်ကလေးကိုမမြင့်သူရဲ့လက်ထဲကနေလာယူလေတော့တယ်အဲ့ဒီရဲ့ရုပ်ကလေးကိုရကလေးကငိမ့်ငိမ့်လက်ပေါ်ကနေမချဘူးသွားလျာယူတယ်အိတ်တဲ့အခါဘေးမှာထားပြီးတော့အိတ်တယ်ဝဲလာကလေးကပါလာတဲ့အင်ကြီးလေးကဟောင်းသွားတဲ့အတွက်ကြောင့်အစ်စ်ပြန်ချုပ်ပေးဖို့ဂတိပေးပြီးကမှ3ရက်ခန့်ကြာသွားတယ်အခုမှပဲချုပ်ပေးဖြစ်သွားတယ်သမီးဗိုက်စားပြီလားမစားသေးဘူးမေမေဒါဆိုရင်မေမေဒီအင်ကြီးလေးပြီးအောင်လို့ချုပ်လိုက်အောင်မယ်နော်ပြီးမှစားတာပေါ့ငိမ့်ငိမ့်ကအယုတ်ကလေးနဲ့ဆိုင်ထောက်မှာထိုင်ကစားနေပါတယ်မမြင့်သူကချုပ်လက်စအင်ကြီးကိုဆက်ပြီးတော့ချုပ်နေအဲ့ဒီချိန်ဆိုင်ထဲကိုအသက်30ကျော်ခန့်လူတစ်ယောက်ဝင်လာတယ်အဲ့ဒီသူကိုမြင်လိုက်ကလေးကမမြင့်သူစိတ်ထဲမှာစိုးရိမ်သွားတယ်အဲ့ဒါကြောင့်ဆက်ချုပ်ရမှာတုံးတဲ့ကက်ကြီးကိုအနီးကိုဆွဲယူထားလိုက်တယ်ဆိုင်ထဲဝင်လာတဲ့အဲ့ဒီလူကဆိုင်ထဲကပစ္စည်းတွေကိုမကြည့်ပဲအပြင်ကလူရှိမရှိအကဲခတ်တယ်ဆိုင်ထဲကိုအကဲခတ်ပြီးမမြင့်သူရဲ့အနီးကိုရောက်လာတယ်ခါးကြားမှာဓမြောင်ကိုဆွဲထုတ်လိုက်ပြီးတော့ဈေးရောက်လို့ရတဲ့ပတ်စံအကုန်ထုတ်ဘာလို့ပေးရမှာလဲမတာမဓာတ်နဲ့အထိုးမခံခြင်းပတ်စံကိုအတာတကြီးထုတ်ပေးစမ်းမမြင့်သူကိုစောင့်တွန်းပြီးတော့အန်ဆွဲကိုဆွဲခွင့်ကပတ်စံလေးကိုဆွဲယူနေရဲ့အဲ့ဒီလူပတ်စံမှာအာယုံရောက်နေတော့မမြင့်သူပိတ်စပေါ်မှာကက်ကြီးကိုရုတ်တရက်ကောက်ယူပြီးတော့အားကုန်စောင့်ထိုးပစ်လိုက်တယ်ခါမှာကက်ကြီးတဝက်ခန့်စိုက်ဝင်သွားတယ်ကောင်မနင့်ကိုငါတက်ပြီးမှသွားမယ်ကဲကွာကဲသူ့ရဲ့လက်ထဲကဓမြောင်နဲ့အနီးကက်ရှိနေတဲ့မမြင့်သူကိုအသက်ပြောက်တဲ့အထိစိတ်လွတ်လက်လွတ်ထိုးဆိုင်နေရဲ့အသက်ပြောက်သွားမှပဲလက်ကနေလွတ်လိုက်တာသူ့ရဲ့လက်ထဲမှာအောက်ကိုခွေကျသွားတော့တယ်အဲ့ဒီချိန်သူ့ရဲ့မျက်လုံးကအခန်းကျောင်းမှာထိုင်ပြီးမျက်လုံးပြူးပြီးတော့ကြည့်နေတဲ့ခလီးမလေးကိုတွေ့လိုက်ရတယ်။အဲ့ဒါကြောင့်လက်ထဲကဓာတ်ကိုကြစ်ပါအောင်ဆုပ်ပြီးတော့ခလီးမလေးရဲ့အနီးကိုရှောက်သွားတယ်။နင့်ကိုဒီတိုင်းထားခဲ့လို့မဖြစ်ဘူး။နှုတ်ပိတ်ပြီးမှပဲရန်အေးမှာတင်နာကောင်ငါသမီးကိုမထိနဲ့။သူ့ရဲ့နောက်မှာအမျိုးသမီးတစ်ယောက်ကျောပေါ်ကိုခုန်တက်ခွစီပြီးတော့ရန်ပြုတ်လေတော့တယ်။အခန်းထဲမှာလူပိုမရှိပါပဲကျောပေါ်ခုန်တက်လာတဲ့အမျိုးသမီးကဘာတူလဲ။သူတက်လိုက်တဲ့အမျိုးသမီးကကျမ်းပြင်ပေါ်မှာခွေခွေလေးရှိနေ။တေနာနင့်ကိုငါတတ်မယ်။ငါသမီးကိုလက်ဖြားနဲ့တော့ထိခွေမပေးဘူး။ကျောပေါ်ကအမျိုးသမီးမရှိတော့ဘဲနဲ့သူ့ရဲ့ရှေ့မှာရုတ်တရက်ပေါ်လာတယ်။ဟေးတရေမသူတက်ပြစ်လိုက်တဲ့အမျိုးသမီးကိုတွေးလိုက်ရတာကြောင့်အထိတ်ထိတ်လန့်လန့်နဲ့ချော်လိုက်စဉ်အမျိုးသမီးရဲ့လက်ကသူ့ရဲ့မျက်နှာစီကိုရောက်လာပြီးတော့နောက်ကိုစောင့်တွန်းလိုက်တယ်။တိုင်မှာပစ္စည်းချိတ်ဖို့ရိုက်ထားတဲ့လေးလက်မတန်ငုတ်ကသူ့ရဲ့နောက်စီအတွင်းကိုစိုက်ဝင်သွားတော့တယ်။ဦးခေါင်းထဲမှာ3လက်မခန့်ဖောက်ဝင်သွားတယ်။အဲဒီလူကအတန်တစ်ချက်တောင်မထွက်နိုင်တော့ပဲအသက်ပြောက်သွားတယ်။ငိမ့်ငိမ့်လေးကလူဆိုးကြီးမလုံမရှားရှိနေတာကိုမြင်တော့ခါကျတော့အယုတ်ကိုပွေပြီးမိခင်ဖြစ်သူရဲ့အနာကိုရောက်လာတယ်။မေဘာဖြစ်နေရလဲဈေးဝယ်ဖို့ရောက်လာတဲ့အမျိုးသမီးတယောက်ကြောင့်လူတွေတိကုန်ပါတယ်မကြခင်မှာလဲရဲတွေရောက်လာတော့တယ်ကဲမဆိုင်တဲ့သူတွေအားလုံးအပြင်ထွက်ကြပါပစ္စည်းတွေလည်းရှောက်မကိုင်ပါနဲ့ခြေရလက်ရပြက်ရင်တဲလုံးစားပျောက်သွားလိမ့်မယ်ကဲစစ်ဆေးချက်ယူကြရအောင်ရဲတွေကစစ်ဆေးချက်ယူနေစဉ်ငိမ့်ငိမ့်ရမိခင်ဖြစ်သူရဲ့လက်ကိုဆွဲထားအားလုံးစစ်ချက်ယူပြီးသွားပါပြီ
အိမ်မှာကိုကွဲမရှိဘူးအမေတစ်ခုသမီးတစ်ခုတဲ့သမားတွေဖြစ်ကြောင်းရဲအုပ်စောချင်းသိလိုက်ရတယ်။ကလေးမလေးရဲ့ရှေ့ခရီးအတွက်အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးမယ်ဆိုတဲ့စိတ်နဲ့ကလေးမလေးကိုဆွဲခေါ်လိုက်တယ်။လာကလေးဦးတို့နဲ့လိုက်ခဲ့။မေသမီးတို့အိမ်ပြန်မယ်။သမီးတို့အိမ်ကိုပြန်မယ်။အိမ်မပြန်နဲ့ဦးတို့နဲ့လိုက်ခဲ့။ရဲအုပ်စောချင်းကငိမ့်ငိမ့်သူလေးရဲ့လက်ကိုဆွဲလိုက်ပါတယ်။ငါသမီးလက်ကိုလှုပ်။ဟင်နာကပ်ပြီးတော့အော်လိုက်တဲ့အတန်မျိုးရဲအုပ်စောချင်းကြားလိုက်ရတာကြောင့်လက်ကိုရုပ်ပြီးတော့နောက်ဆုတ်လိုက်တယ်။တက်ချက်ပြုံးချူကခလေးမလေးရဲ့လက်ကိုဆွဲမယ်အပြုနေအောင်ပြုံးချူစောစောကအတန်ကိုမင်းကြားလိုက်လားမကြားပါဘူးဆရာရဲ့ဆရာဘာကြားလို့လဲရဲအုပ်စောချင်းရှင်းမပြနေတော့ပါဘူးခလေးကိုဒီတိုင်းခေါ်လို့မဖြစ်ဘူးသူ့အမေစီမှာခွင့်တောင်းရမယ်ခလေးကိုကောင်းကောင်းမွန်မွန်ပြုစုပြိုးထောင်မဲ့နေရာမှာထားပေးမယ်ငါတို့နဲ့စိတ်ချလက်ချထည့်လိုက်ပါအဲ့လိုခွင့်တောင်းပြီးတော့ခေါ်တော့ဘာတမ်းမှမကြားရတော့အလောင်းနှလောင်းကိုစီးရုံကိုယူသွားပြီးကလေးမလေးကိုရဲအုပ်စောချင်းခေါ်သွားတယ်။မတ်တန်နာတယောက်ကော်ဖီဖြော်ရင်းနဲ့မျက်ရည်ကျနေရင်စီးပွားရေးအတွက်စိတ်မညစ်ရမိဘတွေထားပေးခဲ့တဲ့အမွေအနှစ်ကမတ်တန်နာတသက်စားမကုန်အချစ်ရေးအိမ်တော်ကြီးကြမှာကံမကောင်းလုံးခဲ့တော့ဆယ်လခန့်ကကြုံဆုံချစ်ကြိုက်ခဲ့တဲ့ကိုမျိုးကိုလူကောင်းမျိုးရိုးတန့်နေဆိုတဲ့အထင်နဲ့အယုံကြီးယုံပြီးတော့မျက်စိစုံမိတ်ပြီးလက်ထပ်ခဲ့တယ်။သူ့ရဲ့မျိုးရိုးသူ့ရဲ့ဇင်းမြစ်ကိုမစုံစမ်းခဲ့ဘူးမလေ့လာခဲ့ဘူးအိမ်အောင်ပြုတ်ပြီးမှလူဆိုးလူမိုက်မှန်တိလိုက်ဆိုင်နေ့စဉ်အိမ်ကက်တယ်မရှိတလောက်ကိုတပတ်ခန့်အိမ်မှာမနေအခုညကရေကြီးတုတ်ပြာနဲ့ရောက်လာတယ်ရောက်တော့မိမိမှာကိုဝင်3လရှိနေပြီဆိုပြီးတတိပေးလိုက်တယ်ကိုဝင်ရှိမှန်းသိတော့အသွားလာလျှော့ဖို့အတွက်ရည်ရွယ်ပြီးတော့ပြောလိုက်ခြင်းပဲဖြစ်ပါတယ်ဒီမှာခေါင်းမိတောက်နေရတဲ့ထဲအိမ်ကပြဿနာထပ်တိုးရသေးရဲ့မင်းရဲ့ကိုဝင်ကိုမွေးမနေနဲ့ဖြတ်ချလိုက်ဘာပြောတယ်ဖြတ်ချလိုက်ရှင်လူမဟုတ်ရဲ့လားငါစိတ်ညစ်မခံချင်ဘူးချုပ်ချယ်တာလည်းမခံနိုင်ဘူးခလေးကိုအကြောင်းပြပြီးငါ့ကိုဟိုမသွားနဲ့ဒီမသွားနဲ့လှုပ်ချင်လို့လားငါပြဿနာနဲ့ငါခေါင်းရှုပ်နေရဲ့နော်အဲ့ဒီဘိုက်ထရဟောင်းကြည့်ရှင်းပြစ်လိုက်ရှင်တာဝန်မယူချင်ဘူးလားရတယ်ရှင်အတွက်တာဝန်မဖြစ်စေအောင်ကိုဟာကိုမွေးမယ်ဒါဆိုခလေးအကြောင်းကိုလာပြီးဇရာရှုပ်မနေနဲ့ငါပြင်သွားအောင်မယ်ဒီညပြန်မလာဘူးယောက်ျားဖြစ်သူစီမှာစကားကုန်ကြားလိုက်ရတာပါကိုမျိုးအိမ်ထဲကထွက်ပြီးတော့ကောင်းမောင်းထွက်သွားတဲ့အတန်ကိုလည်းကြားလိုက်ရတယ်။မနက်စာအတွက်ကော်ဖီဖြော်ရင်းနဲ့မိမိပေါ်အကျဉ်းနာကင်းမဲ့လုံးနဲ့ယောက်ျားဖြစ်သူကိုဝင်နဲ့မိမိပေါ်စိတ်ဝင်စားဖို့အတွက်စီးယုံကြည့်လို့လည်းမရ။ကိုဝင်ဖြတ်ချဖို့သာတောင်းဆိုနေတလိမ့်လိမ့်စီးကြနေတဲ့မျက်ရည်တွေကိုတုံရင်စပွဲပေါ်မှာထိုင်ကပေါင်မုတ်မီးကင်ကိုထောပတ်အနေငယ်တုပ်ကထိုင်စားနေနေကင်းဘက်ကိုရောက်ရေချိုးစင်တဲ့စိတ်ပေါက်လာတာကြောင့်ရေချိုးခန်းထဲကိုဝင်ကရေချိုးနေလိုက်တယ်။ရေချိုးဆက်ပြာအစီပလင်းကိုစင်ပေါ်ကိုလှမ်းတင်လိုက်တဲ့ချိန်ဘေးမှာတင်ထားတဲ့ဆက်ပြာလုံးကအောက်ကိုပလင်းနဲ့တိုက်မိပြီးတော့ကျသွားတယ်။ရေကိုနိုင်ဝက်ခန့်နီးပါစိန်ပြီးတော့မှချိုးနေလိုက်ပါတယ်။ရေတဝချိုးပြီးတော့ရေရီစင်အောင်တုတ်ကအဝတ်စားကိုလဲဝဲလိုက်တယ်။အားလုံးပြီးတော့ရေချိုးခန်းပြင်ကိုထွက်ဖို့အတွက်တကားစီကိုအလားရေချိုးခန်းအလဲကိုရောက်နေတဲ့ဆက်ပြာတုံးကိုနင်းမိပြီးတော့ခြေပြစ်လက်ပြစ်လဲကျသွားတယ်။ခြေထောက်နှစ်ဖက်နောက်ကိုပြစ်ချော်ထွက်သွားပြီးတော့ကြောက်ပြားပေါ်ဝလျားမှောက်လဲကျစဉ်ခေါင်းနဲ့အုပ်နေရမဆောင်မိဖို့အတွက်လက်နဲ့ထောက်လိုက်တဲ့အခါဘိုင်းနဲ့ကျန်းပြင်မိတ်ဆက်လျက်သားဖြစ်သွားတယ်။အတွင်းကချော်လဲကျတဲ့ကြောင်အိမ်ပေါ်အဖြစ်အတူနေမအေးမီယာအပြေးလွှားရောက်လာတယ်။တကောင်းဖွင့်ပြီးတော့အထဲကိုဝင်လာတယ်။မတ်တန်နာနာကျင်လွန်းတာကြောင့်တတိမိသွားတယ်။တတိရတော့ဈေးုံပေါ်ရောက်နေတာကိုသိလိုက်ရတယ်။မမခလီပြက်ကျသွားပြီတဲ့။ဟင်ခင်မွန်းတဲ့ကဖြတ်ချခိုင်းထားတဲ့ကလီကံမကောင်းစွာနဲ့တဘာဝတရားကပျက်စီးအောင်ဖျက်ဆီးလိုက်ပြီးမတ်တန်နာမျက်ရည်ကျရပြန်ပြီပေါ့မိမိရင်တွေမိမိကိုယ်တိုင်ရအောင်မွေးမယ်လို့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချပြီးကမှတက်တည်မပြလိုက်ရတဲ့အတွက်ရင်ကျိုးမရကြခဲ့ကြတဲ့မျက်ရည်ပဲဖြစ်တယ်။ဆေးရုံမှာတပတ်ခန့်နေပြီးတော့ကျန်းမာရေးကောင်းလာတာကြောင့်စင်းခွင့်တောင်းပြီးတော့အိမ်ပြန်လာခဲ့တယ်။ဆေးရုံတက်နေစဉ်တပတ်အတွင်းမှာယောက်ျားဖြစ်သူစီမှာသတင်းစုကိုလည်းကြားလိုက်ရတယ်။ဒူးစရိုက်သမားအချင်းချင်းစကြက်လူရမှာလူ3ယောက်တက်လိုက်တာကြောင့်ရဲနဲ့တိုးပြီးတော့မောင်မျိုးအဖမ်းခံလိုက်ရတယ်။လူ3ယောက်တက်လိုက်တာကြောင့်လွတ်လန်းရှိတော့မှာမဟုတ်ခင်မုန်းတဲ့သတင်းကိုကြားတော့မတ်တန်တာမျက်ရည်တစ်စက်တောင်မကြမီဘူးဝစ်ကျွေးကုန်ပြီလို့သာစိတ်ထဲသတ်မှတ်ထားလိုက်တယ်။အိမ်ပြန်ရောက်ခဲ့ပေမဲ့အိမ်မှာကပ်နေခြင်းစိတ်မရှိတဲ့အတွက်အကိုကြီးရှိရာတကုံရှိပိုင်းစက်မှုစုံထွက်လာခဲ့တယ်။မိသားစုစီးပွားရေးလည်းဖြစ်တယ်။နှစ်ဧကကျဲတဲ့မြေကွက်ပေါ်မှာရုံ3ရုံတိဆောက်ထားပြီးတော့အလုသမား200ကျော်နဲ့ရသစုံမုတ်လုံငန်းလောက်ကင်နေရဲ့။စက်ရုံကိုအကိုကြီးကတာဝန်ယူဦးစီးဦးကင်ပြုတယ်။အကိုကြီးကအိမ်ထောင်မရှိလူပြိုကြီးပါအသက်50ရှိပြီ။မိဘလက်ငုပ်လက်ရင်ကိုတိုးတက်အောင်ကြံဆောင်လုပ်ကင်နေခြင်းပဲဖြစ်တယ်။
သူတို့ကမုတ်လုံငန်းအပြင်ပတ်စံမရတဲ့လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုလည်းရှိသေးတယ်။အဲဒီလိုပင်ပတ်စံရှိဝါသနာတူတငယ်ချင်း3ယောက်ငွေကြေးစိုက်ထုတ်မှတည်ပြီးတော့မိဘမဲ့ကူညီကယ်ဆယ်ရေးဂေဟာတစ်ခုကိုတည်ထောင်ထားတယ်။အဲဒီဂေဟာမှာတပတ်ကို1ရက်ပုံမှန်ရုံးထိုင်ပေးရတယ်။ဂေဟာမှာကလေး90နီးပါးရှိတယ်။ဝန်ထမ်း4ယောက်နဲ့ဂေဟာအုပ်ချုပ်သူပင်တိုင်1ယောက်ရှိတယ်။အပြင်ကစေတနာရှိလို့လာလူတန်းတဲ့ငွေနဲ့တငယ်ချင်း3ယောက်ဘန်မှာအငွေဒီမှာရတဲ့အတူနဲ့ဂေဟာကိုလဲပတ်နေခြင်းပဲဖြစ်တယ်။စနေနေ့တိုင်းတငယ်ချင်း3ယောက်ဂေဟာမှာပုံမှန်ဆုံကြတယ်။ဂေဟာရဲ့လိုအပ်မှုတိုးတက်မှုအားလုံးစစ်ဆေးဆုံးဖြတ်ကြတယ်။နေကင်းတနာရီဆုံကြတယ်။ဒီနေ့စနေနေ့မတက်နာမနက်ကလေးကစက်ရုံရောက်နေတာ။စက်ရုံမှာနေ့လယ်စာစားပြီးတော့မိဘမဲ့ဂေဟာကိုထွက်လာခဲ့တယ်။ဂေဟာကိုရောက်တော့တငယ်ချင်း3ယောက်ဆုံကြတယ်။တန်နာစည်းရုံတက်နေစဉ်တငယ်ချင်းတွေနေ့စဉ်ရောက်လာပြီးတော့အားပေးကြတယ်။ဒီနေ့နားကျင်နားအောင်လို့ပြောထားတဲ့ဟာကိုလာဖြစ်အောင်လာသေးရဲ့။ငါအိမ်မှာနေခြင်းစိတ်မရှိဘူးပပရဲ့။ငါမနဲ့ကလေးကအိမ်ရထွက်ပြီးတော့စက်ရုံရောက်နေတာ။ဘာထူးကြလဲ။ဂီဟာကိုကလေးမလေးတယောက်ရောက်လာတယ်။သူ့ဖေကသူတစ်နှစ်သမီးမှဆုံးသွားတယ်။အမေကပြီးခဲ့တဲ့10ရက်လောက်ကဆုံးသွားတယ်။သူ့မှာဆွေမျိုးသားချင်းမရှိဘူးလား။မရှိဘူးလို့တော့ရဲအုပ်ကပြောတာပဲ။သူ့အမေကအသက်ခံလိုက်ရတာ။သူ့ရဲ့မျက်စိအောက်မှာအမေဖြစ်သူကိုဓာတ်နဲ့ရရဆက်ဆက်အထိုးခံနေရတာမြင်ပြီးတော့အကြောက်လွန်သွားလို့လားမသိဘူး။ဂီဟာကိုရောက်ခရစကားမပြော။ဘသူနဲ့မှလည်းဝင်မကစားတယောက်တည်းနေရပဲ။ဟိုမလေးတစ်ပင်ယောက်ကခုံပေါ်မှာထိုင်နေတာသူ့လေးပေါ့အသက်က4နှစ်တသားပဲရှိသေးတယ်။အပေါ်တက်ကမှန်ခမ်းဖြစ်တာကြောင့်အောက်ဘက်ကိုအားလုံးမြင်နေကြတယ်။ခလေးလေးကရုပ်ရည်တန်တန်လေးအချောလေးပဲ။မက်တနာခလေးမလေးကိုကြည့်ပြီးတော့မှတ်ချက်ပေးရဲ့။အဲ့ဒီချိန်သူတို့ရဲ့ဇပွဲဝိုင်းကိုအသက်အစိတ်ခံအမျိုးသမီးတယောက်ရောက်လာတယ်။ဂေဟာအုပ်ချုပ်ရေးမှူးကလည်းမက်တနာတို့နဲ့အတူတူထိုင်နေတယ်။ကဲမျိုးမျိုးခင်အဲ့ဒီထိုင်ကုန်မှာထိုင်။ကျမကိုခေါ်တာကိစ္စရှိလို့လား။အဲ့ဒီရဲ့အပြောတွေကိုမကြိုက်တာ။ဘာပြောမလို့လဲဆိုတာခဏသီးခံစောင့်အောင်ပေါ့။ခေါ်ရတာကတော့ခလေးတွေအပေါ်ပြောဆိုဆက်ဆံတန်နေအပြောများလာလို့တတိပေးခြင်းလို့ခေါ်လိုက်တာ။ပြီးခဲ့တဲ့ရက်တွေကလေးကလည်းခလေးတွေကိုဆဲတယ်ရိုက်တယ်လို့လည်းကြားတယ်။မနေ့ကရေချိုးတဲ့နေရာမှာဆဲဆူရိုက်နှက်နေတယ်လို့လည်းကြားတယ်။ဒီကိုရောက်လာတဲ့ခလေးတွေကဆွေမျိုးလဲခုကိုးစရာမရှိအမိအဖလည်းမရှိစိတ်အားငယ်ပြီးတော့ရောက်လာကြတာ။သူတို့ရဲ့ပျောက်ဆုံးနေတဲ့အနာဂတ်ကိုကောင်းမွန်လှပအောင်ပြုစုပြောထောင်ပေးကြရမှာ။သူတို့လေးတွေအားကိုးစရာရှိပါသေးလားဆိုပြီးတော့အတိဝေအောင်စိတ်စေတနာတန်တန်နဲ့အကူအညီပေးရမှာ။အလောက်ကိုစလက်ခံကြရဒီလိုစိတ်သက်ရှိပါမယ်ဆိုလို့အမတို့ကလက်ခံခဲ့တာ။အချိန်ရှိပါသေးရဲ့ကလေးတွေပေါ်မှာအတက်နိုင်ဆုံးသီးခံပြီးကျင်နာစိတ်နဲ့ပြုစုပြောထောင်ပေးပါ။ဘယ်လိုလဲအမတို့ပြောတာကိုလက်ခံလား။ဟိုသီးခံနိုင်ခြင်းမခံနိုင်ခြင်းဆိုတာလူတိုင်းမှာသူ့တိုင်းတာနဲ့သူရှိပါတယ်။ကျမကလည်းဒီထက်ပိုပြီးတော့သီးမခံနိုင်တော့ဘူး။အေးလေဒါကတော့မင်းရဲ့အပိုင်းပဲတို့ကတော့မင်းစဉ်းစားချိန်ကိုတပတ်ပေးလိုက်မယ်တပတ်အတွင်းမှာမင်းကလေးတွေပေါ်မှာဆက်ဆံရေးမပြောင်းနိုင်ဘူးဆိုရင်မင်းအစာတယောက်ယောက်ကိုခေါ်ရတော့မှာပေါ့ဟုတ်ကဲ့ဒါဆိုရင်သွားလို့ရပြီလားအေးရပြီမျိုးမျိုးခင်ဆိုတဲ့အမျိုးသမီးကအုတ်ချုပ်ရည်မှုနဲ့စကားချေတင်ပြောပြီးတော့ဘသူ့ကိုမှနှုတ်မဆက်ဘဲနဲ့ထိုင်ရာကနေထသွားတယ်မက်တန်နာအပြင်ကိုကြည့်လိုက်ချိန်ခုံနှန်းပေါ်ထိုင်နေတဲ့ကလေးမလေးကိုမတွေ့တော့ဘူးအဲ့ဒီချိန်မျိုးမျိုးခင်ခန်းထဲကမကျေနပ်တဲ့စိတ်နဲ့ထွက်လာစဉ်အခန်းတောင်ကျိုးတိုင်ဝင်လာတဲ့ငိမ့်ငိမ့်လေးကိုမြင်လိုက်ရတာကြောင့်ဒေါသစိတ်ကိုကလေးမလေးပေါ်ကြာရောက်သွားတယ်။ရုပ်ကမှုန်ကုတ်ကုတ်နဲ့မေးလို့မပြောခေါ်လို့မထူစိတ်ရှိလက်ရှိပါနာရိုက်ပစ်လိုက်ခြင်းနဲ့ပါဇက်ကလည်းပြောလက်ကလည်းရွေလိုက်တဲ့ချိန်ရုတ်တရက်ရွေနေတဲ့လက်ကိုနောက်မှစောင့်ဆွဲလိုက်တယ်လို့မျိုးမျိုးခင်ပက်လက်လန်ကျသွားတယ်။အာလွတ်မက်တန်နာတို့တငယ်ချင်း3ယောက်နဲ့ဂီယာအုပ်ချုပ်ရေးမှုတို့ထိုင်နေရစပွဲရဲ့အနီကိုပက်လက်တရွတ်တိုက်ဆွဲသွားခြင်းကိုခံလိုက်ရတယ်။ဆွဲနေတဲ့သူကိုဘယ်သူမှမမြင်ရအောင်အခန်းထဲမှာလက်ကိုမလွတ်ဘဲနဲ့ရှေ့နောက်ဝဲရတရွတ်တိုက်ဆွဲခြင်းခံနေကြတာခုံနေနဲ့လည်းပြစ်ရိုက်လိုက်တယ်ဗီဒီယိုနဲ့လည်းပြစ်ရိုက်လိုက်တယ်မျိုးမျိုးခင်အကြောက်လွန်သွားပြီးတော့အတန်တောင်မထွက်နိုင်တော့မက်တန်နာတို့ကလည်းထိတ်လန့်ပြီးတော့အခန်းတောင်မှာပြေးကပ်နေကြတယ်ရင်းပေါက်ရဲ့အနီကိုမျိုးမျိုးခင်ကိုဆွဲခေါ်သွားတယ်မျိုးမျိုးခင်ရဲ့ခန္ဓာကိုယ်ကြီးမြောက်တက်သွားတယ်အဲဒီမှတပံလေးထဲလွင့်ပြီးတော့အဆောက်အုံနဲ့ဆယ်ပေခန့်အကွာမှာရှိတဲ့ဗရောက်ပင်ကွာဆုံပေါ်ကိုပြစ်ကျသွားတယ်တစ်ပင်ပေါ်မှာတဆင်နေပြင်ပေါ်ကိုကြကအသက်သေဆုံးသွားတော့တယ်။မကြခင်ဂီဟာကိုရဲတွေရောက်လာကြတယ်။လူကတိုက်ပေါ်ကကြရင်တိုက်အခြေကကွာလှ3ပေ4ပေပေါ့။အခု10ပေလောက်ရောက်နေတယ်ဆိုတော့မယုံနိုင်စရာပဲ။ကျမတို့အားလုံးရှိမှတဲ့ပရင်းပေါက်ပေါ်ကနေလွင့်ပစ်ခံလိုက်ရတာ။ဒီရဲ့အဆောင်မှာထူးထူးခြားခြားဘာဖြစ်သေးလဲ။ဘာမှတော့မထူးခြားဘူး။ဒါပထမဦးဆုံးပဲ။တတိတော်ထားနေကြပေါ့။ထူးခြားရင်အကြောင်းကြားကြပါ။ဟုတ်ကဲ့
ရဲကားကပြန်ထွက်သွားပါတယ်။ညနေ9 နာရီခန့်မတ်တန်နာဂေဟာကနေပြန်လာခဲ့တယ်။ညနေထမင်းစားချိန်ကြောက်ပြီးဖြစ်တာကြောင့်ငိမ့်ငိမ့်တယောက်တည်းထမင်းစားဆောင်ကိုထွက်လာတယ်။သူ့ရဲ့ရှေ့မှာသူ့အရွယ်ကောင်လေးတယောက်နဲ့သူ့ထက်တစ်နှစ်နှစ်မြကြီးမားတဲ့မိန်းကလေးတယောက်တို့ရက်နေတယ်။ငိမ့်ငိမ့်သွားမဲ့ရှေ့မှာပိတ်ရက်နေတာငိမ့်ငိမ့်ကကွေးဆောင်ပဲပြုတ်ပြီးတော့တစ်ဖက်ကိုခြေလန်းလိုက်တဲ့ချိန်အဲ့ဒီဘက်ကိုနှစ်ယောက်သာလိုက်ရွှေ့ကြတယ်။ပေးစံနစ်လက်ထေကအယုတ်အကြီးမလေးကငိမ့်ငိမ့်လက်ထဲကအယုတ်ကိုဆွဲလူလိုက်တယ်။ငိမ့်ငိမ့်ကအယုတ်ကိုလက်မလွတ်ဘူး။နင့်ကိုအယုတ်ကြီးနဲ့မြင်ရတာမျက်စိနောက်တယ်။ခက်ထန်နဲ့အတန်နဲ့အတူတူသွေးတွေမြင်မကောင်းအောင်ပေးကြံနေတဲ့အမျိုးသမီးကြီးတယောက်ကိုမြင်လိုက်ရတာကြောင့်ခလေးနှစ်ယောက်ကိုကြက်တီတီးပြီးတော့ကြံရစ်ခဲ့တယ်။တရေမကြီးပျောက်သွားပေမဲ့မလုံးမရှက်ရှိနေတယ်။ငိမ့်ငိမ့်ကသူတို့ရဲ့အနီးကနေထွက်သွားပါတယ်။ငိမ့်ငိမ့်ကအဲ့ရဲ့အမျိုးသမီးကိုမမြင်ဘူး။ထမင်းစားခန်းထဲကိုဝင်သွားတယ်။ဟဲ့ကောင်မျိုးလွင်ဘာရက်နေရလဲ။နောက်မှရောက်လာတဲ့ကောင်လေးကအကြောက်လွန်ပြီးရက်နေတဲ့မျိုးလွင်ရဲ့ပခုံးကိုပုတ်လိုက်မှအတိအပြန်ဝင်လာပြီးလမ်းလျှောက်လို့ရသွားတော့တာတနင်္လာနေ့ဂီဟာမှာတနေ့တာတာဝန်ထမ်းဆောင်ဖို့မတ်တန်နာထွက်လာခဲ့တယ်။ညကလေးကဆုံးဖြတ်ထားတယ်။မကြခင်မှရောက်လာတဲ့ငိမ့်ငိမ့်လေးကိုအိမ်မှာခေါ်ထားဖို့ပဲဖြစ်တယ်။ဂီဟာစီးကန်းလေးရှိရဲ့ခလေးတယောက်ကိုခေါ်ချင်တိုင်းခေါ်ခွင့်မရှိ။အုတ်ချုံရီပိုင်းကိုအတိမတ်ပေးပြီးတော့စာချုပ်စာတမ်းနဲ့တာခေါ်ခွင့်ရှိဟာအဲ့ဒီကလေးရဲ့ပညာရေးလူမှုရေးကအစတာဝန်ယူရမယ်။ဂီဟာမတော်၎င်းဌာနဆိုင်ရာမတော်၎င်းအချိန်မရွေးအစစ်ဆေးခံနိုင်ရမယ်။အဲ့ဒီကိစ္စအားလုံးမတ်တန်နာစီစဉ်ထားတယ်။ညနေအပြန်ခလီမလေးကိုခေါ်သွားရမယ်။ကိစ္စအားလုံးစီစဉ်ပြီးတာနဲ့ငိမ့်ငိမ့်ကိုစာချုပ်စာတမ်းနဲ့မွေးဖို့အတွက်အိမ်ကိုခေါ်လာခဲ့တယ်။ကားပေါ်သားပါလာတယ်။စကားတစ်လုံးမှမပြော။ပြုံးလည်းမပြုံးပြောတဲ့အတိုင်းတော့နားထောင်တယ်။အိမ်သားကိုရောက်တော့စတိုးဆိုင်တစ်ဆိုင်မှာကားရက်ပြီးတော့ခလီသုံးဆောင်တွေဝယ်ဖို့နဲ့အိမ်မှာလိုအပ်တဲ့မုတ်တချို့ဝယ်ဖို့ကားပေါ်ကနေဆင်းမယ်အပြု။သမီးလေးကားပေါ်ကနေထိုင်ဆောင်တော့အန်တီစားစရာဆင်းဝယ်လိုက်အောင်မယ်။အဲ့ဒီညတာမှာပြီးတော့ကားပေါ်ကနေဆင်းခဲ့တယ်။ဆိုင်ထဲကလိုအပ်တာတွေရှာဖွေပြီးတော့မှတစ်ခုချင်းစီဝယ်နေတယ်။အဲ့ဒီချိန်အပြင်မှာရပ်ထားတဲ့ကားအနီရဲ့အနာကိုအရက်သမားတယောက်ရက်လာပြီးတော့အထဲကိုကြည့်လိုက်စဉ်ကလေးတယောက်တည်းတွေ့ရကြောင်းကားဒက်ဘုတ်ကိုဖွင့်ပြီးတော့တန်ဖိုးရှိရဲ့ပစ္စည်းကိုရှာဖွေနေစဉ်အေးဆက်တဲ့လက်ကြီးနဲ့မျက်နှာကိုလာထိရကြောင်းလှည့်ကြည့်လိုက်ရာသွေးချင်းချင်းနီနေတဲ့မျက်နှာကြီးနဲ့တရေမကိုမြင်လိုက်ရတာကြောင့်ကြောက်ကြောက်လန့်လန့်နဲ့ထအော်ပြီးတော့ကားပေါ်ကနေဆင်းပြေးတော့တယ်။တရေကားပေါ်မှာတရေအဲ့ဒီလူရဲ့အော်တန်ကြောင့်ပတ်စံရှင်းနေတဲ့မတ်တန်နာကြားသွားတယ်။မတ်တန်နာကလည်းပြန်အန်းတဲ့ပတ်စံကိုတော့မယူတော့ဘဲနဲ့ဆိုင်ထဲကနေပစ္စည်းတွေကိုဆွဲပြီးတော့ပြေးထွက်လာခဲ့တယ်။ကားထဲမှာဘာမှမရှိတော့ဘူး။မတ်တန်နာကားမောင်းပြီးတော့အိမ်နေရာကနေထွက်လာခဲ့တယ်။အိမ်ကိုရောက်တော့6 နာရီထိုးပြီးမအေးမိတကားလာဖွင့်ပြီးမအေးမိကအိမ်ကိစ္စကိုစိတ်ချရတယ်။ဒီရဲ့အိမ်ချံဝင်းအတွင်းမှာပင်သူ့ကိုမွေးဖွားခဲ့တာ။မတ်တန်နာရဲ့မိဘလက်ထက်ကလေးကမအေးမိရဲ့မိဘတွေအိမ်ရဲ့တာဝန်ကိုယူခဲ့ကြတယ်။မတ်တန်နာရဲ့မိဘတွေမဆုံးခင်မှာမအေးမိရဲ့မိဘတွေကဒီရဲ့ချံကြီးအတွင်းမှာပဲတယောက်ပြီးတယောက်ဆုံးသွားတယ်။ရှစ်နှစ်သမီးအရွယ်သားရှိသေးတဲ့မအေးမိကိုမတ်တန်နာတို့ကတာဝန်ယူခဲ့တယ်။ကျန်းတိုက်အမိုက်လေးကအစခိုင်းစရာမလိုအောင်ခြေလက်ပေါ့စွာနဲ့လုတ်ကင်ပေးတယ်။မတ်တန်နာရဲ့မိဘတွေဆုံးတော့မအေးမိက14နှစ်သမီးအရွယ်ရှိပြီးအခုမတ်တန်နာကမအေးမိကိုတာဝန်ဆက်ယူခဲ့တယ်လို့မတ်တန်နာရဲ့ကိစ္စမှန်သမျှမအေးမိကလည်းတာဝန်ယူခဲ့တယ်။အိမ်မှုကိစ္စမှန်သမျှဘာမှပြန်မကြည့်ခဲ့ရအောင်သူ့အတွက်သတ်မှတ်ပေးထားတဲ့အခကြီးငွေကိုတစ်နှစ်စာပေါင်းပြီးတော့ဘဏ်မှာထည့်ပေးထားတယ်။စားရေးတောက်ရေးနေရေးထိုင်ရေးအဝတ်စားအစမတ်တန်နာကလူလီသိမရှိအောင်ဖြည့်စွမ်းပေးထားတယ်။အခု18နှစ်ရှိပြီရုပ်ရည်ကမိဘတွေကအညာသူညာသားဖြစ်တာကြောင့်မလှပအောင်သမီးဖြစ်သူကမြို့ရောက်တော်သူပုံပေါက်နေတယ်။ကိုလုံးကိုပေါက်ကပိန်ပိန်ပပဖြစ်တယ်ပေါ့ပေါ့ပပတွတ်တွတ်လက်လက်ရှိရဲ့မအေးမိကမတ်တန်နာရဲ့လက်ထဲကအိတ်တီကိုယူလိုက်ပြီးတော့အိမ်ထဲကိုဝင်သွားတယ်။မတ်တန်နာကငိမ့်ငိမ့်နဲ့တူတူအိမ်ထဲကိုဝင်လိုက်လာခဲ့တယ်။မအေးမိပြီးရင်လာခဲ့အောင်နော်။ဟုတ်ကဲ့မမခဏကြာတော့မအေးမိကဧကန်းထဲကိုရောက်လာတယ်။ဒါမမတို့နဲ့အတူနေမှာကိုရဲ့ညီမလေးလိုသဘောထားဟုတ်ပြီလားစိတ်တိုင်းမကြလို့စူတာဆဲတာမလုပ်ရအောင်နော်ဟုတ်လားဒီကလေးအတွက်မမမခိုင်းမဲနဲ့ဘာမှမလုပ်ပေးနဲ့မမခိုင်းမှလိုအပ်တာတွေလုပ်ပေးဟုတ်ပြီလားဟုတ်ကဲ့မမကဲမမတို့ရီချိုးပြီးရင်ထမင်းစားမယ်နောက်နိုင်ဝက်ကြရင်ထမင်းပြင်ထားလိုက်နော်မအေးမီကနောက်ဘက်ကိုထွက်သွားပါတယ်မတ်တန်နာကငိမ့်ငိမ့်ကိုခေါ်ပြီးတော့အိမ်ပေါ်ထက်ကိုတက်လာခဲ့တယ်မတ်တန်နာအိတ်ခမ်းနဲ့ကက်လျက်ခမ်းမှာငိမ့်ငိမ့်ဤအိတ်ဖို့အတွက်နေရာပေးထားတယ်သမီးဒီအိတ်ရမှာအိတ်ဟုတ်ပြီလားအန်တီကဟိုဘက်ခမ်းမှာအိတ်မယ်အပေါ့ပါသွားခြင်းအန်တီကိုနှိုးဘယ်ချိန်ဖြစ်နှိုးနော်အိမ်သားဒီတက်သွားတာနဲ့ရောက်တယ်ငိမ့်ငိမ့်ကဘာမှမပြောဘဲနဲ့ကတင်ပေါ်တက်ထိုင်နေရေချိုးမယ်ပြီးရင်ထမင်းစားမယ်လာထမလောက်ပါဘူးထိုင်ရာကနေမထောင်ရေမချိုးချင်ဘူးလား
အန်တီဝယ်လာတဲ့အဝတ်စားတစ်ကလေးတွေဝတ်ရအောင်လေရေချိုးလိုက်ပါလားနော်အဲ့ဒီခါမှငင်းငင်းကရေချိုးဖို့အတွက်လိုက်လာခဲ့တယ်ရေချိုးပြီးတော့ဆိုင်ရဝယ်လာတဲ့အင်ဂျီတစ်တွေလဲဝစ်ပေးလိုက်တယ်ရေချိုးထမင်းစားပြီးတော့9နာရီခွဲပြီးပါပြီငင်းငင်းကိုအိတ်ခမ်းထဲလွတ်လိုက်ပြီးတော့စပွဲမှာထိုင်ကစင်းရင်းစည်းအားတွေလုပ်နေရဲ့ငွေကြီးကိစ္စတွေမှန်သမျှစက်ရုံမန်နေဂျာပို့ပေးရကြောင်းတေချာစစ်ဆေးပြီးတော့စင်းရင်းသွင်းသိမ်းဆည်းနေရဲ့ည8နာရီခွဲတော့အလုတ်ခဏရက်ပြီးငင်းငင်းအခန်းတကားကိုဖွင့်ကဝင်ကြည့်ရဲ့မှာထားတဲ့အတိုင်းမီးမိတ်ပြီးတော့စပွဲပေါ်မှာမီးအိမ်တွေဖွင့်ပြီးတော့အိပ်ပျော်နေရဲ့အယုတ်ကလေးကိုတော့လက်မလွတ်ပါဘူးမတ်တန်တာဆောင်းကိုခြုံပေးလိုက်တယ်ဟင်အနီးကအရေးတစ်ခုဖြတ်သွားတယ်ဆိုပြီးစိတ်မှာထင်လိုက်တာကြောင့်လှည့်ပတ်ကြည့်တယ်ဘာမှမတွေ့ဘူးခဏရက်နေပြီးတော့အခန်းထဲကနေထွက်ခဲ့တယ်လပ်တော့ကိုသိမ်းပြီးတော့အိတ်ဖို့အတွက်ကတင်ပေါ်ကိုတက်လိုက်တယ်ဟာဘာတွေကြတာလဲအတန်နေဘာတန်နေလဲကတင်ပေါ်ကနေပြန်ဆင်းပြီးတော့အိတ်ခမ်းရဲ့ပြင်ကိုထွက်ခဲ့တယ်ငိမ့်ငိမ့်ရဲ့အခန်းကိုဖွင့်လိုက်တယ်ငိမ့်ငိမ့်နဲ့အိပ်ပျော်နေပါတယ်အောက်ထပ်ဆင်းလာပြီးတော့မအေးမီရဲ့ခန်းတကားကိုဖွင့်ကြည့်လိုက်တယ်မအေးမီကလည်းအိပ်ပျော်နေပြီးဘာတွေကြတာလဲရှာမတွေ့တာကြောင့်အပေါ်ထက်ကိုပြန်တက်ခဲ့တယ်ဟင်ဒီကလေးမရဲ့အမေများဒီအိမ်ကြီးလိုက်လာတာလားမသိဘူးသူပါလာတယ်ဆိုတာသိအောင်အတန်ပေးတာများလားအတွေးပေါင်းစုံတွေးနေရှင်နဲ့အိပ်ပျော်တော့အိပ်လိုက်တော့တယ်မနက်လင်းတော့မအေးမီလှုပ်ပေးထားတဲ့မနက်စာကိုစားကြတယ်ထုံးစံအတိုင်းသွားနေကြစက်ရုံကိုသွားရမယ့်နေ့ဖြစ်တယ်ငိမ့်ငိမ့်လေးကိုခေါ်သွားဖို့စိတ်ကူးလိုက်တယ်စက်ရုံကထုတ်တဲ့မုတ်တွေကိုငိမ့်ငိမ့်ကိုစားခိုင်းရမယ်အိမ်မှာစက်ရုံကထုတ်တဲ့မုတ်တွေကိုမထောင်ငယ်စဉ်ကလေးကစားလာခဲ့ရတာကြောင့်ရိုးအီနေပြီးမိတ်ဆွေတွေကိုလက်ဆောင်ပေးစရာရှိမှသာအိမ်ကိုယူလာတတ်တယ်ငိမ့်ငိမ့်ကြိုက်နှစ်သက်တယ်ဆိုရင်အိမ်ကိုယူလာခဲ့ရမယ်နေ့10နာရီခွဲစက်ရုံမှာပြဿနာဖြစ်တဲ့အတန်းရုံခန်းထဲကိုရောက်လာတယ်မတ်တန်နာနဲ့အကိုကြီးတို့ရုံခန်းမှာလုပ်ငန်းအကြောင်းပြောစရာရှိတာကြောင့်မုတ်ထုံယုံမှာအလုသမားလေးတယောက်နဲ့ငိမ့်ငိမ့်ကိုထည့်ပေးလိုက်တယ်ကလေးကိုစိတ်ရှိရှိဆက်ဆံဖို့မအောင်မငေါ့ဖို့တတိတခြားမှားလိုက်ခါမှဘာမင်းမင်းမရတာကြောင့်အဲ့ရဲ့အလုသမားလေးတွေကစိတ်မရှိတော့တာကြောင့်ခေါင်းကိုတစ်ချက်ခောက်လိုက်တယ်လို့ဆိုပါတယ်ငိမ့်ငိမ့်ကြိတ်ပြီးတော့မျက်ရည်ကျနေရဲ့တော်စံတိတ်ဆန်မျက်ရည်မကျနဲ့အခုတုတ်လိုက်ငါထက်ခောက်မိရောမယ်နော်သူ့ရဲ့စကားဆုံးယုံမရှိသေးရဲ့အလုသမားလေးအပေါ်မြောက်တက်သွားပြီးတော့စက်ရုံကနေအပြင်ကိုထိုးထွက်နေတဲ့တန်ပါးတန်းကိုခေါင်းနဲ့ဆွဲဆောင်နေရဲ့လို့ဘလို့ဖြစ်လို့မြောက်တက်နေရလဲမတ်တန်နာကိုတည်င်းလာပို့တာကြောင့်ရုံခန်းထဲကနေထွက်ပြီးတော့လိုက်လာခဲ့လိုက်တယ်မမြင့်သူလွတ်ပေးလိုက်ပါငိမ့်ငိမ့်လည်းဘာမှမဖြစ်ပါဘူးလွတ်ပေးလိုက်ပါအဲ့ဒီခါမှာအောက်ကိုနှိမ့်ကျလာပြီးတော့လူတရက်ခန့်အမြင့်ရောက်မှလွတ်ချလိုက်တယ်ငါတတိချာမှားလိုက်တာနားမထောင်ဘူးနေငိမ့်ငိမ့်ကိုဘာလုပ်လဲမှန်မှန်ပြောဘာမှမလုပ်ပါဘူးအဲ့လိုပြောတော့မိန်းကလေးကိုခြေနဲ့ပြစ်ကန်လိုက်တဲ့အလားနောက်ဘက်တလန်ခန့်ရွေ့ရှားသွားတယ်နေညာနေပိုဆိုးလိုက်မယ်နော်အမှန်ပြောမှငါတောင်းပန်ပေးလို့ရမှာကျမဆဲပြီးတော့သူ့ခေါင်းကိုခောက်လိုက်မိပါတယ်နောက်တစ်ချိန်ခောက်မယ်လို့မှအခုလိုလှုပ်တာခံလိုက်ရတာပါပဲဒီကလေးမယားအသက်ခံရပြီးတော့ဆုံးတာမကြသေးဘူးတယောက်တည်းကြံခဲ့တဲ့တမီးကိုစိတ်မချလို့လိုက်ပြီးစောင့်ရှောက်နေတာငါကိုယ်တိုင်သားသမီးအရင်လိုဂယုစိုက်နေရအောင်စိတ်မချနိုင်လို့တွားလျာလိုက်နေတာကလေးကိုမအော်မငေါ့မရိုက်ဖို့မှားလိုက်ရက်နဲ့နားမှမထောင်တာငါအရောက်မြန်လို့ပေါ့ကဲအားလုံးပဲမှတ်ထားကြဒီကလေးကအမနဲ့အတူနေမှာအမဆက်ယုံလာရင်ပါလာခြင်းပါလာလိမ့်မယ်ကလေးနဲ့ဆက်ဆံရင်ကျင်ကျင်နာနာဆက်ဆံပေးပါကလေးရဲ့ခံစားချက်ကိုနားလည်ပေးကြပါကဲဘာမှမဖြစ်တော့ဘူးနောက်တစ်ခါမဖြစ်စေနဲ့ကြားလားဟုတ်ကဲ့မတ်တန်နာငင်းငင်းကိုလက်ဆွဲပြီးတော့ရုံခန်းထဲကိုခေါ်လာခဲ့တယ်ညနေ9 နာရီစက်ယုံကနေအိမ်ကိုပြန်လာခဲ့တယ်အိမ်ကိုငင်းငင်းရောက်ပြီးတော့10 ရက်ခန့်အရောက်ပြဿနာဖြစ်တော့တာပဲမအေးမီတယောက်တည်တည်ချာချာမှားထားတဲ့စကားကိုမသိမဟုတ်ဘူးသိပါတယ်စိတ်မရှိသီးမခံနိုင်တဲ့အတွက်အော်ငေါ့ပြီးတော့တွန်းထိုးလုံနေရပါဇက်ကလည်းဆဲလိုက်ပါသေးရဲ့အဲ့ဒီချိန်မှာပင်မအေးမီရဲ့သပင်ကိုဆွဲပြီးတော့ကျန်းပြင်းတဲ့နဖူးကိုအချက်များစွာဆွဲဆောင်နေရဲ့တရေမကိုတည်တည်ချာချာမြင်နေကြတယ်နဖူးမှာအရီကွန်တွေစုပ်ပြတ်တက်ပြီးတော့သွေးတွေမြင်မကောင်းလောက်အောင်စီးကြလာတယ်မအေးမီတတိမိတ်သွားတယ်ငိမ့်ငိမ့်လေးကမအေးမီမိခင်ဖြစ်သူဆုံးမနေတာကိုမမြင်ဘူးခေါင်းကိုစောင့်နေတယ်ဆိုတာကိုတော့သိရဲ့အဲ့ဒီချိန်အပြင်မှာမတ်တန်တာပြန်ရောက်လာတယ်တတိမိမျောနေတဲ့မအေးမီကိုတွေ့ရကြောင်းစီကန်းကိုပို့ရတော့တယ်ဦးကောင်းအနှဲငယ်အပ်သွားတယ်အသားရည်တွေစုပ်ပြတ်ကုန်တယ်အသက်အန္တရာယ်မစိုးရိမ်ကြတာကြောင့်အထူးကုစီကန်းမှာထားခဲ့ကြတယ်အိမ်ပြန်ရောက်တော့မှောက်နေပါပြီညစာအတွက်စီစဉ်ပေးပြီးတော့ငိမ့်ငိမ့်ရဲ့ရှိကိုချပေးလိုက်တယ်စားသမီးလေးဗိုက်စာနေပြီလားငိမ့်ငိမ့်ကတစုံခတ်စားစဉ်ပူသေးတယ်သမီးရဲ့မှုတ်ပြီးတော့စားဇိုးကိုပြန်ချလိုက်တာကြောင့်မတ်တန်တာဇိုးနဲ့ခတ်ပြီးတော့ပါဇက်နဲ့မှုတ်ကငိမ့်ငိမ့်ကိုကျွေးရဲ့တစွန်းနှစ်စွန်းသုံးစွန်းမြောက်ကိုအယောင်ပကံကိုစောင့်တုံးပြီးတော့စပွဲကနေထကအိမ်ပေါ်ထက်ကိုတက်သွားတယ်
မတ်တန်နာစားစရာပြီးအောင်စားပြီးတော့သိန်းဆဲကအပေါ်ထက်ကိုတက်လာခဲ့တယ်။အိမ်ထဲကိုမဝင်သေးပဲနဲ့ငိမ့်ငိမ့်ရဲ့အခန်းတကားကိုဖွင့်ကအထဲကိုဝင်ပြီးတော့စောင့်ဆွဲခြုံပေးလိုက်တယ်။သမီးလေးဗိုက်စာနေမှာပေါ့ထပြီးတော့စောင်းနေအိမ်မပြောသေးဘူးမလား။ဘာမှမပြောဘဲငိမ့်နေရကြောင်းအိတ်ခမ်းရဲ့ပြင်ကိုပြန်ထွက်လိုက်တယ်။တကားကိုအပြင်ကနေဆွဲပြီးတော့စိတ်ထားမယ်အပြုဝုန်းကနေအတွင်းရတကားကိုစောင့်ပိတ်လိုက်တာကြောင့်တကားကိုလက်နဲ့မထိရသေးခင်မှာပင်ပိတ်သွားတယ်။မိမိရဲ့ခန်းကိုခြေလမ်းမယ်ပြင်ရင်ရင်ထဲမှာတီးခံနိုင်စွမ်းနေသူတိတ်ထားခြင်းကမစွမ်းတာတော့ပါဘူး။တကားရဲ့အနီးမှာထိုင်ချပြီးတော့အာပါတယောက်ငိုချလိုက်တယ်။ငါရဲ့ခလေးပြက်ကျသွားလို့သားသမီးချင်းကိုချင်းစားတဲ့စိတ်နဲ့ကျင်ကျင်နာနာဆက်ဆံခဲ့တယ်။သမီးရင်းနဲ့မချဂရုစိုက်ခဲ့တယ်။ဒီလောက်မြတ်တာရင်းနဲ့ဆက်ဆံနေတာဘာလို့အလိုမကျပြီးစန့်ကျင်နေတာလဲ။ငါထပ်ဘသူပိုကောင်းနိုင်မလဲ။နင့်မေကနင့်ကိုချစ်တာအချစ်စစ်အချစ်မှန်ဟုတ်လို့လား။ကို့သမီးကိုလူမုန်းအောင်လူတွေယွန်းကြအောင်ဖြစ်အောင်လို့လိုက်လုပ်နေတာ။ကလေးတွေလူငယ်တွေဆိုတာမှားတတ်ကြတာပဲတောင်တီးခံနိုင်စွမ်းမရှိဘူးဒီကလေးကိုငါဘယ်လိုစောင့်ရှောက်ရတော့မလဲငါ့ကိုလွတ်လပ်ခွင့်ပေးပါမမြင့်သူငိမ့်ငိမ့်ကလည်းဘာအောင်မကြည်မနှက်ဖြစ်နေရလဲပွင့်ပွင့်လင်းလင်းပြောကလေးမဟုတ်တော့ရှေ့နှစ်ဆိုကြောင်းနေရတော့မှစိတ်ရှိလက်ရှိပြောဆိုပြီးတော့တကားဝမှာထိုင်ပြီးတော့ငိုနေတယ်တစ်ဖက်ကိုစောင်းအိတ်နေတဲ့ငိမ့်ငိမ့်တကားဘက်ကိုမျက်နှာလှည့်လာတယ်မတ်တန်နာရဲ့နောက်မှာတရေမမမြင့်သူရက်နေတယ်မတ်တန်နာကလည်းမျက်ရည်တုပ်ပြီးတော့ထာယာကနေထလိုက်တယ်အိမ်ခန်းထဲကိုဝင်ခဲ့ပါတယ်ငိမ့်ငိမ့်ကလည်းတကားအနီးမှာအတန်ပြောက်သွားတာကြောင့်အိတ်ဟာပေါ်ပြန်အိတ်ဖို့အတွက်ပြင်လိုက်စဉ်ဟဲ့ထဆန်လူမမြင်ရဘဲနဲ့အတန်သာကြားလိုက်ရတယ်မေသမီးမေကိုအရန်လွမ်းနေအမေသမီးနားမှာအမြဲတမ်းရှိတယ်သမီးအမေကိုတန်းတာမနေနဲ့တော့အမေကတေသွားပြီသမီးနဲ့အတူတူအမြဲတမ်းနေလို့မရဘူးသမီးအပေါ်ကောင်းတဲ့အန်တီကိုအပြစ်မမြင်ရအောင်သမီးလိုက်ပြီးတော့ဆန့်ကျင်နေရမှားတယ်သမီးအန်တီကြည်နေအောင်သွားတောင်းပန်လိုက်အမေလည်းသမီးအတွက်စိတ်ချသွားပြီသွားအခုထအန်တီကိုတောင်းပန်ပြီးအတူတူအိတ်ဒါမှအမေဝမ်းတာမှာအမေဘယ်မှမသွားပါနဲ့သမီးနဲ့နေရမယ်အဲ့ဒီချိန်မမြင့်သူရဲ့ပုံပေါ်လာတယ်ကြောက်စရာသွေးတွေနဲ့ယုံမဟုတ်ပါဘူးမေအတူနေကျင်တာပေါ့ဒါပေမဲ့မေကလူမဟုတ်တော့ဘူးမေနဲ့တင့်တော်တဲ့နေရာကိုသွားရတော့မှာသွားသမီးမေစိတ်ချမ်းသာတာမြင်ကျင်နေဆိုရင်အန်တီကိုသွားတောင်းပန်ပြီးတော့အန်တီနဲ့အတူတူအိတ်သမီးသွားပါမယ်မမြင့်သူကထိုင်ရာကနေပျောက်သွားလေငိမ့်ငိမ့်ကလည်းအယုတ်ကလေးကိုပွေပြီးတော့မတ်တန်နာရဲ့အခန်းထဲကိုဝင်သွားတယ်အန်တီမေသမီးအိတ်မပြောဘူးလားသမီးတောင်းပန်ပါတယ်သမီးနောက်ကိုမမိုက်ရိုင်းတော့ပါဘူးလာအန်တီမေရဲ့ဘေးမှာသမီးလေးလာအိမ်နော်အန်တီမေရဲ့အကျဉ်းသားရင်ခွင်ထဲတိုးဝင်ခဲ့တဲ့ငိမ့်ငိမ့်ပျောက်ဆုံးသွားတဲ့မိခင်ကိုပြန်ရှာတွေ့လိုက်တယ်လို့ခွန်အားတွေပြေလာတော့တယ်အနီးမှာရက်ကြည့်နေတဲ့မမြင့်သူကလည်းသမီးလေးအတွက်စိတ်ချသွားပြီဖြစ်တာကြောင့်အိမ်ထဲကနေအပီးတိုင်ထွက်ခွာသွားခဲ့ပါတော့တယ်ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်နောက်ထပ်ဇလန်လေးတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်ဇလန်လေးရဲ့နာမည်ကတော့တရေနှစ်ကောင်နဲ့လူတစ်ယောက်ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ရှင်ကိုတန်းအောင်ကိုပစွန်တောင်ဈေးအနီးတစ်ဝိုက်ကညနေပိုင်းညပိုင်းတက်စီမောင်းတဲ့သူတိုင်းသိကြတယ်မနက်ပိုင်းမိသားစုစည်းပွားရေးဖြစ်နေမုံဟင်းကအတုပ်ဆောင်ရောင်းနေညနေပိုင်းဇနီးနဲ့သမီးတို့ကရခိုင်မုတ်တီရောင်းနေကိုတန်းအောင်ကမနက်ပိုင်းမုံရောင်းတဲ့ဆိုင်မှာစပွဲထူးပတ်စံသိန်းချင်းလုပ်ကိုဝင်ကူညီကြတယ်။10 နာရီဆိုရင်ဆိုင်သိမ်းပြီးတော့ညနေပိုင်းအနားယူတယ်။အိတ်ချင်စိတ်ရှိရင်အိတ်လိုက်တယ်။ညနေ9 နာရီဆိုရင်ကိုပိုင်အငှားကားလေးမောင်းပြီးတော့မှတက်စီဆွဲတယ်။ညဘက်မထွက်ဖြစ်ရင်မနက်3 နာရီခန့်အိတ်ရာကနေထပြီးတော့9 နာရီခွဲခန့်အထိတက်စီဆွဲပါတယ်။အချိန်ကာလသတ်မှတ်ချက်မရှိဘူး။ကိုပိုင်ကားဖြစ်တဲ့အတွက်စိတ်ရှိရဲ့ချိန်ထွက်ဖြစ်တယ်။နေကင်းပိုင်းကိုကားဝယ်စဉ်1 လ 2 လအထိထွက်ဖြစ်တယ်။ကားပိတ်တဲ့တန်ကိုမခံနိုင်စိတ်မရှိတာကြောင့်ညနေ9 နာရီနောက်ပိုင်းမှာည7 နာရီအထိထွက်တယ်။ညဦးပိုင်းအကြောင်းကိစ္စရှိရင်မနက်စောစောထွက်ဖြစ်တယ်။ညမောင်းရတာကအနေရေကိုတတိအမြဲထားရတယ်။အမှုသမားတွေနဲ့လည်းတွေ့နိုင်တယ်။ဒုစရိုက်သမားတွေနဲ့လည်းကြုံနိုင်တယ်။ကံမကောင်းရင်ခရီးတရားဓာတ်ထောက်ပြီးတော့ရှိသမျှပတ်စံလူရက်တက်တယ်လို့ကားကိုလူရက်တယ်ဆိုတာကိုလည်းခံရတတ်သေးရဲ့။ဒါပေမဲ့ကိုတန်းအောင်ညဘက်မောင်းရတာကိုနှစ်သက်ပါတယ်။ကားပိတ်ကားကျက်တဲ့တန်ကိုမခံရအောင်အမြန်လို့ရင်အမြန်မောင်းလို့ရတယ်။တချို့တစီမောင်းသမားတွေပရာလောကသားတွေနဲ့ကြုံတာကိုကြားဘူးတယ်။ကိုယ်တိုင်တော့တစ်ခါမှမကြုံသေးပါဘူး။တရေတစီမှမဟုတ်ပါဘူး။တခြားအနေနဲ့တမျိုးမျိုးလည်းမကြုံရသေးဘူး။ကားမောင်းဖော်မိတ်ဆွေတွေကညဘက်ကားမောင်းဖော်မိတ်ဆွေတွေကညကားမောင်းနေတာတစီတရေ6 တိညမကြုံဘူးလားဆိုပြီးဆက်စုမေးမြန်းကြတယ်။အမှန်တိုင်းရှင်းပြတော့မိတ်ဆွေတွေကကိုတန်းအောင်ကိုအားပေးစကားပြောကြတယ်။ခမရညဘက်ကားမောင်းနေရမဟုတ်လား။တစ်ချိန်မဟုတ်တစ်ချိန်တော့မကောင်းဆိုးဝါးတစီတရေနဲ့ကြုံရမယ်
ခမကားပေါ်ရောက်လာရင်ရောက်လာမယ်ရောက်မလာရင်လည်းလမ်းပေါ်မှာကြုံနိုင်တယ်ဗျခမတို့ကလည်းကောင်းတဲ့အကြံဉာဏ်ကောင်းတဲ့စကားမပြောမဖြစ်သေးတဲ့ကိစ္စကိုကြိုတင်ချုပ်နေကြတယ်ဟာတန်းအောင်ရမင်းကိုပြောင်ကြီးရဲ့ဖြစ်ကိုမကြားလိုက်ဘူးလားဘယ်သူနဲ့မှစကားမဆက်မိလို့မသိဘူးအခုတလောကိုပြောင်ကြီးကိုမတွေ့မိဘူးလေမတွေ့ဆိုရင်ဆေးရုံရောက်ပြီးတော့ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်အခုဆေးရုံကဆင်းတာမကြသေးဘူးဟင်အဲ့လောက်ဖြစ်သွားတာကျွန်တော်မသိပါလားကိုပြောင်ကြီးဘာဖြစ်လို့ခြေထောက်ဖြတ်လိုက်ရတာလဲပြောပါဦးဦးပြောင်ကြီးခေါ်တဲ့ဦးထွန်းခင်ကညကားမောင်းသမားဖြစ်ပါတယ်ဂိတ်ထူးရခြင်းမတူတဲ့အတွက်ကိုတန်းအောင်နဲ့စကားမဆက်မိလို့မသိခြင်းပဲဖြစ်တယ်ဒီလိုကတည10နာရီလောက်အင်းစိန်ကိုခရီးတယ်ပို့ပြီးတော့ပြန်လာတာလမ်းပေါ်မှာကားရှင်းလို့မှန်မှန်မြန်မြန်မောင်းရတာပေါ့ကွာအင်းစိန်မျိုးသစ်ဈေးလွန်လောက်အရောက်သူ့ရဲ့ရှိမှကောင်လေးလက်ဆွဲထားတဲ့အဖွားကြီးတယောက်ရုတ်တရက်ပေါ်လာတယ်တဲ့ခလန်းလန်းအထိမီးအောင်အောက်ကလမ်းပေါ်မှာလူရှောက်နေတာမရှိဘူးတဲ့ရုတ်တရက်သူကားရှိဝါးနဲ့ပြန်လောက်အကွာအဝေးမှာဖြတ်ခနဲပေါ်လာတာတဲ့တစီတရေလားလူလားမစင်းစားနိုင်တော့ပဲနဲ့မတိုက်မိအောင်လက်ကင်ဘိန်းကိုဆွဲလဲလိုက်တာပြီးတော့လမ်းလေကဘလောက်တုံးယိုဝင်တိုက်ပြီးကားကကျုံးပြန်သွားတယ်ခပက်ကျူပြက်သွားပြီးတော့အသက်မသေးတာအဲ့ဒီလမ်းပေါ်မှာရုတ်တရက်ပေါ်လာတာတို့အဝေးကလေးကမြင်ပြီးအနီးရောက်မှပျောက်သွားတာတို့ညမောင်းသမားတော်တော်များများကြုံဘူးကြတယ်ဦးပြောင်ရဲ့ကပျက်စီးရောဆိုပါတော့တန်ရီကျူပို့ရမယ့်အစဉ်ရောက်သွားတယ်ဟိမင်းလည်းမကြုံသေးဘူးဆိုရင်တတိထားညကားသမားတွေတော်တော်များများအန်ဒီရဲ့တစ်ခုမဟုတ်တစ်ခုကြုံရင်ကြုံဒါမှမဟုတ်တစေတရေနနာဘဝတွေနဲ့ကြုံဆုံရမှညကားမောင်းသမားစစ်စစ်လို့ဆိုသူကဆိုကြတယ်အခုကိုတန်းအောင်တယောက်လွန်ခဲ့တဲ့3ရက်ကမထင်မှတ်ထားတဲ့အဖြစ်ဆိုးနဲ့အခုကြုံခဲ့ကြတယ်ပစိုးတောင်အိမ်ရထွက်လာကြရအခောက်ကြီး3ခေါက်ပို့လိုက်ကြတယ်အချိန်ကည10နာရီရှိပြီးတော့ညပိုင်းတွက်ချီကြိုက်ပြီးမို့ကားသိမ်းတော့မယ်လို့ပြင်ကအိမ်ကိုပြန်မောင်းလာတဲ့ချိန်စားတောက်ဆိုင်ကနေပြန်ထွက်လာတဲ့လူငယ်3ယောက်ကဒေါဘုံကိုလိုက်ပို့ပေးဖို့အတွက်ငားနေရကြောင်းအိမ်နဲ့လည်းတိတ်မဝေးတောင်းတဲ့စီလဲပေးတဲ့အတွက်လိုက်ပို့ပေးလိုက်တယ်သူတို့သွားမယ့်နေရာကိုရောက်တော့ပတ်စံရှင်းပြီးတော့ကားပေါ်ကနေဆင်းသွားတယ်ကိုတန်းအောင်ကလည်းကားကိုရှေ့တိုးနောက်ငယ်လှုပ်ပြီးတော့ပြန်လှည့်လိုက်တယ်ကားလှည့်ပြီးတာနဲ့မောင်းထွက်လာခဲ့တယ်အဲ့ဒီချိန်ရှေ့မှာလူတယောက်ကားတားနေတယ်အိတ်တလုံးလွှဲထားတယ်အနီးနားဆိုရင်ပို့ပေးမယ်လို့စိတ်ကူးလိုက်တယ်ဘယ်ကိုသွားမှလဲလို့လည်းမေးလိုက်တယ်အဝေးပြေးကိုသွားကျင်လို့အောင်မင်္ဂလာအဝေးပြေးဟာဝေးတယ်ဗျကားသိမ်းတော့မယ်ဟိုနားဒီနားလာလို့မနဲ့စောဆုံးကားနဲ့လိုက်မှာဒီညအဝေးပြေးကွင်းမှာသွားအိမ်မှာဖြစ်မှာမို့လို့ပါကူညီပေးပါနောင်ကြီးရဲ့တောင်းတလောက်ပေးပါမယ်အဲ့ဒီခရီးတဲ့ကအာကိုတကြီးနဲ့တောင်းမမှန်ပြောနေတာတောင်းတလောက်ပေးမယ်လို့ဆိုတာကြောင့်သူစိတ်ဝင်စားသွားတယ်ည10နာရီဝန်းကျင်ထိမောင်းနေတာပဲအခု10နာရီပဲရှိသေးတယ်သွားမယ်ဆိုရင်သွားလို့ရသေးတယ်1000ခွဲပေးမလားပေးရင်ပို့ပေးမယ်ဟာများလိုက်တာ1000ပေးမယ်ဗျာနေကင်းဆိုရင်ဒေါဘုံအဝေးပြေး6000လူဆုံးပေါ်ဗျအဲ့ဒါ1000ခွဲပေးရင်လိုက်ပို့မယ်မပေးရင်ကားပြန်သိမ်းတော့မယ်1000 2000ထားဗျာကိုတန်းအောင်ကကားမောင်းထွက်လိုက်တယ်ဟဲ့လူ1000ခွဲပေးမယ်ကားကိုရက်လိုက်ပါတယ်အဲ့ဒီလူကားနောက်တကားကိုဖွင့်ပြီးတော့ကားပေါ်တက်လိုက်တယ်အဲ့ဒီလူကားနောက်တကားပိတ်ပြီးရနဲ့တာကီတမင်းနန်တာလန်အတိုင်းမောင်းထွက်လာခဲ့တယ်ကိုတန်းအောင်ကလည်းကားပေါ်မှာပါလာတဲ့သူကလူကောင်းလားလူဆိုးလားစဉ်းစားပြီးတော့ကားကိုဂယုဆိုင်မောင်းနေတယ်အဲ့ဒီခရီးတရားအသက်35နှစ်ဝန်းကျင်ခန့်ရှိရဲ့သူနဲ့မတိမ်မယိမ်ရှိမယ်လို့ခံမှန်းနေရင်ကားနောက်ကြည့်မှန်ကနေအကဲခတ်လိုက်စဉ်သူမျက်လုံးပြူးသွားတယ်သူမြင်လိုက်ရတာကအဲ့လူရဲ့ညာဘက်မှာအသက်50ခန့်အတော်ကြီးတစ်ယောက်နဲ့တစ်ဖက်မှာအသက်15နှစ်ခန့်မိန်းကလေးတစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရတယ်ကားတားပြီးတော့ဈေးစကားပြောစင်တော့တယောက်တည်းပြောပြီးတော့ကားပေါ်တက်လာတော့လေတယောက်တည်းအခု3ယောက်ဖြစ်နေရဲ့ဘယ်ချိန်ကတက်လာတယ်မသိကားစားထွက်စင်ရလေအဲ့ဒီသူကိုနောက်ကြည့်မှန်ကနေကြည့်လိုက်သေးတယ်တယောက်တည်းထိုင်နေတာကိုတွေ့လိုက်ရတယ်အခု3ယောက်ဖြစ်နေတယ်ဘယ်ချိန်ဘယ်နေရာကတက်လာတယ်မသိဒီတိုင်းဆိုရင်3ယောက်လုံးသက်စီတရေတွေများဖြစ်နေသလားမိသားစုတူတူကားစီးလာတယ်ဆိုရင်တယောက်နဲ့တယောက်စကားတစ်ခွန်းစနှစ်ခွန်းစပြောမှာကတော့သိကြတယ်အခုတာကီတာကနေလွန်ပြီးတော့သူဝနာဘက်ကိုတောင်ထွက်လာပြီကိုတန်းအောင်လည်းရှေ့ကိုကြည့်လိုက်နောက်ကြည့်မှန်ကနေနောက်ကိုအကဲခတ်နဲ့ကနာမငြိမ်ဖြစ်နေရဲ့ဟဲ့လူရှေ့ကိုကြည့်မောင်းလေခမားမျက်လုံးကရှေ့ကြည့်လိုက်နောက်ကြည့်လိုက်နဲ့ဘလို့ဖြစ်နေရလဲကိုတန်းအောင်ကသူ့ရဲ့မျက်လုံးအကြည့်တွေကိုနောက်ကလူကရိမ့်မိသွားတဲ့အတွက်သူ့ကိုမကြည့်မိဖို့ဆုံးဖြတ်ကရှေ့ကိုသာမဲပြီးတော့စိုက်ကြည့်နေလိုက်တယ်ဒါပေမဲ့ခဏပါပဲနောက်ကိုကြည့်မိသွားရပြန်နေခမရတော်တော်ဆက်စုတာပဲဘာလို့ကျုပ်ကိုတစ်ချိန်လုံးကြည့်နေရလဲခမရတိလားမတိလားတော့ကျုပ်မသိဘူးခမရရဲ့ဟိုဘက်နဲ့ဒီဘက်မှာအမျိုးသမီးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်ထိုင်နေအောင်ကျုပ်ကားနောက်ကြည့်မှန်းနေမြင်နေရတယ်ဟာမဟုတ်ကရီတကယ်မြင်ရတာခမရကားတားပြီးကားပေါ်တက်တော့မမြင်ဘူး
မင်းနန္ဒာလမ်းပေါ်ရောက်မှစပြီးတော့တွေ့တာခမည်းကျုပ်ကို6လန့်နေတာဒီဘက်ကောဟိုဘက်ကောဘယ်သူမှထိုင်မနေဘူးခမည်းမမြင်ရပေမဲ့ကျုပ်ရဲ့ကားမှန်ထဲမှာမြင်နေကြတယ်ကားကသူ့ဝနအားကစားကွင်းကိုကြော်ပြီးတော့ဝေစံတရားလမ်းပေါ်ကိုရောက်လာတယ်အဲဒီနောက်ကားနောက်ခန်းကလူကလည်းသူ့ရဲ့ဘေးနှစ်ဖက်ကိုမကြကြည့်နေအသက်ကြီးမိန်းမကြီးကတခုခုမကြည်နဲ့တဲ့ရုပ်မျိုးနဲ့ငြိမ်သက်စွာထိုင်နေတယ်ကိုတန်းအောင်မြင်ပေမဲ့အဲ့ဒီသူမြင်ပုံမရအောင်အဲ့ဒီလူရဲ့ပြောစကားအရာဆိုရင်လူပူမိန်းမနှစ်ယောက်ကကားကြုံလိုက်လာတဲ့တစီတရေမအပလူစင်စစ်မဖြစ်နိုင်တာတော့သိကြသွားပြီအဲ့ဒီတရေမနှစ်ကောင်အဝေးပြေးကိုရောက်လို့ဆင်းသွားရင်တော်ပါသေးရဲ့မစင်းမဲနဲ့နောက်ကျောင်းပြန်လိုက်လာရင်အခက်ဆိုပြီးတော့ကြိုတင်တွေးကတုံလှုပ်ချောက်ချားနေရဲ့ဟဲ့လူခမရဲ့မျက်လုံးတွေရှေ့ကိုပဲကြည့်မဟုတ်ကစကားနဲ့6လက်ပြီးကျုံမှာပါတဲ့ပတ်စံနဲ့ပစ္စည်းကိုစိတ်နဲ့တောင်ပြစ်မှားမနေနဲ့မင်းခရီးသွားရင်အလွန်ဆုံးပါမှတသိန်းနဲ့အဝတ်စား3-4စုံပေါ့ငါဘဝအပြက်ခံပြီးတော့လူရက်မယ်လို့မင်းထင်နေလို့လားဒါဖြင့်ဘာလို့နောက်ကိုကြည့်နေရလဲမိမနှစ်ယောက်ခမရဲ့ဘေးတစ်ဖက်စီမှာပါပါတယ်လို့ပြောပြီးပါကောလားဒါတွေကရိုးနေပြီကျုံမှာပါတာတသိန်းလည်းမပြည့်ဘူး4,000နဲ့အဝတ်စားပဲပါတယ်ကိုလူဒီတစ်ခါကြည့်ရင်ကျုံမှာပါတဲ့ဓာတ်နဲ့ထိုးမှာအဲ့ဒီလူကရှစ်လက်မခန့်ရှိရဲ့ဓမြကိုပြပြီးတော့နောက်ကိုမကြည့်ဘူးချင်းချောင်နေပြန်တယ်။အဲ့ဒီလူရဲ့စကားကြောင့်ကိုတန်းအောင်ကလည်းအောင်မင်္ဂလာကားဂိတ်ထိပို့ပေးခြင်းတဲ့စိတ်တွေကုန်သွားတယ်။အခုချိန်ထိရှောင်းတခင်စစ်ဆေးတဲ့အဖွဲ့တွေကိုလည်းမတွေ့ရအောင်။တွေ့ရင်အဲ့ဒီလူရဲ့ဓမြကိုအကြောင်းပြပြီးတော့ရဲလက်ထဲအပ်ထားခဲ့တော့မယ်လို့ဆုံးဖြတ်မိရဲ့။တောင်ဥက္ကလာပါရမီလန်းဆောင်ကနေလွန်ပြီးဥက္ကလာကောက်ကွင်းရဲ့ဘေးမှာနေကမြောက်ဥက္ကလာဘက်ကိုဝင်တော့မယ်။ကားနောက်ခန်းမှာငိုတန်ရုတ်တရက်ထွက်လာတာကြောင့်နောက်ကြည့်မှန်းနေကြည့်လိုက်စဉ်မိန်းကလေးကိုမတွေ့တော့ဘဲနဲ့ကားငါးစီးရဲ့သူယောက်ျားကြီးတံမဲ့ငိုနေရဲ့အတော်ကြီးလည်းရှိမနေတော့ဘူးဟာဘလို့ဖြစ်တာလဲငါ့ကိုတတ်တယ်ဖះယောက်ျားကြီးကချဲပြစ်ငိုရင်ဘာတွေပြောနေလဲမသိကားဆက်တန်ကြောင်ဘလုံးပထွေးဖြစ်နေရဲ့ကားပေါ်မှာတရေပါနေတာကိုသိတဲ့အဖြစ်ကြောင့်လေကားကိုဖြည်းဖြည်းမမောင်းဝင်ပါဘူးအဲ့ဒီချိန်ကနမာလန်းဆောင်ရဲ့အလွန်မိเจ้าအနီလေးကင်ထားတဲ့ရောင်ပြန်အင်ကြီးဝစ်ထားတဲ့လူတချို့ကားကိုတားနေတာကိုတွေ့လိုက်တာကြောင့်ဝမ်းသာသွားတယ်။ကားကိုရပ်ပေးလိုက်တယ်။ရင်ထိန်ရဲအပါဝင်ရဲတပ်သား2ယောက်ကားနားကိုလာရက်တယ်။လိုင်စင်လေးခဏပြပါဘယ်ကိုသွားမှလဲ။အဝေးပြေးကိုခရီးသည်ပို့ပေးတာပါ။နောက်ကနောင်ကြီးကဘာလို့ငိုနေရလဲ။မသိဘူးဗျာ။ကောက်ကွင်းအလွန်နာရောက်တော့မှငိုတန်ကြားတာပဲ။ကဲ2ယောက်စလုံးအောက်ကိုဆင်းပေးကြပါ။ကိုတန်းအောင်ကတကားဖွင့်ပြီးတော့ဆင်းလိုက်တယ်။နောက်ကသူကကားပေါ်ကနေမဆင်းသေးဘဲနဲ့ငိုရှိုက်နေရဲ့ကိုတန်းအောင်ကဖြစ်ပြက်လာသမျှသူတွေးခဲ့တဲ့အမျိုးသမီး2ယောက်အကြောင်းမှပြောပြလိုက်တယ်။ဒါဆိုရင်နောင်ကြီးပြောတဲ့တရေမ2ယောက်တည်းကတကောင်ကဝင်ပူးနေတယ်လို့ဆိုချင်တာလား။အဲ့ဒါတော့ကျွန်တော်မသိဘူး။သူဒီနားရောက်မှထငိုပြီးတော့ထင်ချင်းနဲ့ပြောလိုက်တာပါ။ဟဲ့လူယောက်ျားဖြစ်ပြီးတော့ဘာလို့ငိုနေရလဲ။ဘာပြောချင်တာလဲပြော။အဲ့ဒီသူကဘာမှပြန်မပြောဘူးရှိုက်ပြီးတော့ငိုနေတာ။စီးကြောင်နေရများလား။သူ့ရဲ့ခီးဆောင်အိတ်တွေပါသေးလား။မပါဘူး။သူလွယ်ထားတဲ့အိတ်တစ်လုံးပဲပါတယ်။ရဲတပ်သားတယောက်ကကားတကားဖွင့်ပြီးတော့နောက်ခန်းထဲကိုဝင်ထိုင်လိုက်တယ်။ကားထဲမှာမီးဖွင့်ထားသလိုရဲတပ်သားတယောက်ကဓမီနဲ့လည်းထိုးထားတယ်။ခရီးဆောင်အိတ်ကိုချွတ်ပေးစမ်း။အဲ့လူကဘာမှမသိသလိုငိုလို့သာနေပါတယ်။စိတ်မရှိတဲ့ရဲတပ်သားကအိတ်ကိုဆွဲချွတ်တော့တယ်။ကားထဲမှာပင်ဖွင့်ကြည့်ရဲ့။ဟင်ပတ်စံ4ထုတ်9000တန်းနေ။ဒါဆို320ပေါ့။ရွှေတွေလည်းတွေ့တယ်။ဒီကောင်လူကောင်းတော့မဖြစ်နိုင်ဘူး။ကားပေါ်ကနေဆွဲချကွာ။ရဲအုပ်ကအမိန့်ပေးလိုက်တာနဲ့အပြင်ကတယောက်ကဆွဲပြီးတော့နောက်ကတယောက်ကတွန်းပေးတယ်လို့အဲ့ဒီလူအပြင်ရောက်လာတယ်။အပြင်ရောက်တော့ဇက်ကြီးကျိုးပြီးတော့ငိုနေပြန်မယ်။ဘာမေးလဲဖွင့်မပြောဘူး။တက်ချက်တယောက်ကစိတ်မရှိတာကြောင့်လက်သီးနဲ့ထိုးဖို့အတွက်ပြင်ဆင်။ဒူရဲအုပ်တယောက်ကအဲ့ရဲ့တက်ချက်လက်ကိုဖမ်းဆွဲလိုက်ပြီးတော့နေအောင်ဒီကနောင်ကြီးပြောစကားအရာဆိုရင်ကားပေါ်မှာပါတဲ့တရေမှာပူးကတ်နေရဖြစ်မယ်။တခုခုပြောချင်တာများလား။ဆရာကြီးနေအောင်ရဲ့အိမ်ကိုခေါ်သွားရင်ကောင်းမယ်ထင်တယ်။ဟုတ်တယ်ဆရာကြီးနေအောင်စခန်းမှာတာဝန်ကျနေရဲ့စခန်းကိုခေါ်သွားပြီးတော့မင်းမြန်းကြည့်တာပိုကောင်းမယ်ရဲအုပ်ကပါထောက်ခံချက်ပေးရကြောင်းဒူရဲအုပ်ရဲတပ်သား2ယောက်တို့ကိုတန်းအောင်ရဲ့ကားနဲ့ထွက်လာခဲ့တော့တယ်မကြခင်ရဲစခန်းကိုရောက်ရှိပြီးတော့တက်ကြက်ကြီး2ယောက်ကိုအကျိုးချောင်းပြောပြီးတော့မေးစစ်ခိုင်းလိုက်တယ်သူတို့အားလုံးကိုစခန်းနောက်ကနေအိမ်ကိုခေါ်သွားတာကြောင့်ကိုတန်းအောင်တို့လိုက်သွားတယ်တက်ကြက်ကြီးရဲ့အိမ်ပဲဖြစ်ပါတယ်တက်ကြက်ကြီးကဖျားတရားကိုင်းဆိုင်တယ်လို့ပယောကဆုံးပူးနှက်ပူတရေပူးတာတွေကိုကုညီဖြည့်ရှင်းပေးတဲ့သူဖြစ်ကြောင်းသိလိုက်ရတယ်။ဖျားစင်မှာမီးပူဇော်လိုက်တယ်။အိမ်နောက်ဖျားစင်ရှိမှထိုင်လိုက်ပြီးတော့ကဲအရှိကိုလားငိုလို့ကြည့်ငိုမနေနဲ့ပြောစရာရှိလို့ပူးကတ်နေရမဟုတ်လားအားလုံးသိအောင်ပြောပြလေ။ငါ့ကိုတတ်တယ်။ငါအမေကိုတတ်တယ်ပစ္စည်းတွေလည်းယူသွားတယ်။ဘသူတတ်တာလဲ။အုံးလှ
အခုပူးကတ်နေရဘာတူလဲပြောပြပါလှလှတန်းဒေါ်လှလှတန်းလားမဟုတ်ဘူးလှလှတန်းသမီးဒေါ်ပူကအမေအခုဘယ်ကနေလိုက်လာတာလဲဘယ်မှာနေကြတာလဲပြောပြပါဒေါ်ပုံဟာပါရက်ကွက်နဲ့လမ်းအမိအိမ်အမက်ပါပြောပါရမုံနာနှိရက်ကွက်စံပြလေးလမ်းဘာကြောင့်တက်တာလဲပြောပြလို့ရရင်ပြောပြပါအုံလာမွေးစားသားသူလိုတဲ့ငွေထုတ်မပေးလို့အမေနဲ့ကျမကိုတက်ပြီးရှိသမျှအကုန်ယူသွားတယ်အဲဒါကြောင့်မကျေနပ်လို့လိုက်လာတာအိမ်မှာဘသူကြံသေးလဲအဖေကခရီးသွားနေတယ်မောင်လေးကလက်ဖက်ရည်ဆိုင်မှာပေါ်ပွဲသွားကြည့်နေတာကဲဒီလောက်ဆိုရင်သိရပြီတရားခံကိုဖမ်းလို့ရပါပြီပူးကတ်ထားရကနေဖဲ့ခွာပေးပါတာမီနှစ်ယောက်ကောင်းရမွန်ရရောက်ပါစေတက်ချက်ကြီးနေအောင်ရဲ့စကားအဆုံးမှာပူးကတ်ရာကနေခွာသွားတယ်ထင်ပါထိုင်နေရာကနေအဲ့လူလဲကျသွားတယ်တက်ချက်ကြီးကမျက်ရည်ပြလိုက်တာနဲ့ရဲတက်သားတယောက်ကလဲနေတဲ့သူကိုလက်ထိတ်ခတ်လိုက်တယ်ဖျားစင်ကတောက်တော်ရီခွက်ကိုယူပြီးတော့လဲနေတဲ့သူရဲ့မျက်နှာပေါ်ကိုလောင်းချလိုက်တယ်ချက်ချင်းလဲနေကြကနေထထိုင်နေအုံးလားမင်းအုံးလားမဟုတ်လားမင်းမှန်တိုင်းပြောစမ်းဘာတွေဖြစ်လာလဲဆိုတာညာပြောမယ်တော့မကြံနဲ့နော်ငါတို့အားလုံးသိပြီးပြီကျွန်တော်အဝေးပြေးကားနဲ့မနဲ့ရွာပြန်မလို့ကားငှားစီးလာတာပါဆရာဒေါ်ပုံစခန်းကိုဖုံးဆက်ပြီးပြီလားလိမ့်စာပြောပြီးတော့သွားစစ်ဆေးခိုင်းထားပြီးပြီ15မိနစ်လောက်တော့ကြာလိမ့်မယ်ဒီကောင်ညမညာသိရမယ်တက်ချက်ကြီးနေအောင်ရဲ့အိမ်မှာစခန်းထဲကိုပြန်လာခဲ့ပါတယ်ဆရာကျွန်တော်သွားလို့ရပြီလားကိုတန်းအောင်ကဒူရဲအုပ်ကိုမေးလိုက်တယ်ဟာဒီလူကိစ္စသိအောင်လို့အရင်လုပ်ရအောင်မယ်ခမရတို့နှစ်ယောက်အကြံတူးဆိုရင်ခမရလည်းအမှုကိုရင်ဆိုင်ရမှာပဲဒီလူကားခ1000ခွဲပေးလို့လိုက်ခဲ့တာပါဒီလူကိုကျွန်တော်မသိဘူးဒါကခမရရဲ့ပြောလေဒူးစရိုက်မှုကျူးလွန်တဲ့သူတိုင်းအမှန်ကိုပဲတော့မှမပြောဒီညဟိုလူနဲ့အတူတူအချုပ်ထဲမှာနေလိုက်အောင်အဲ့လိုနဲ့ပတ်စံ1000ခွဲကိုမမောလိုက်တဲ့အတွက်အချုပ်ထဲမှာတညအိတ်လိုက်ရတယ်အချုပ်ကနေပြန်လွှတ်လိုက်တော့ကားကလည်းမရပြန်လွှတ်တဲ့ဒူရဲအုံနဲ့ရဲတက်သားကိုကားပေါ်တင်ပြီးတော့စားတောက်ဆိုင်မှာနေလေစာဧကန်ခဲ့ရသေးတယ်အုံလာကမွေးစားမိခင်နဲ့သူ့ရဲ့သမီးကိုတတ်ပြီးတော့မှပစ္စည်းတွေယူလာတဲ့အတွက်ဝိညာဉ်ဖြစ်နေကားပေါ်ကိုလိုက်ပါလာခြင်းပဲဖြစ်တယ်။တလန်းလုံးမကြည်ချမ်းနိုင်တဲ့မျက်နှာပုံစံမျိုးနဲ့လိုက်ပါလာပြီးတော့ရှောင်းတခင်စစ်ဆေးတဲ့အဖွဲ့တွေရဲ့အနီးကိုရောက်မှတောင်ဝင်ရောက်ပူးကတ်တာလေထူးဆန်းနေ။အဲ့လိုပူးကတ်တဲ့အတွက်ကြောင့်လေအုံလာကိုရွှေထဲပစ္စည်းတွေပတ်စံတွေလူသက်ရာမှာအသုံးပြုတဲ့ဓာတ်နဲ့တူတူဖမ်းမိခဲ့ခြင်းပဲဖြစ်တယ်။အဲ့လိုဖြစ်ပျက်ပြီးရဲ့နောက်ပိုင်းမိသားစုကဝိုင်းပြောတာကြောင့်ကိုတန်းအောင်ကလည်းကားကိုအငှားနဲ့ပဲပြီးမောင်းပြီးတော့နေတွက်ကအုံနာကြီးယူဖို့သာဆုံးဖြတ်လိုက်တော့တယ်။ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ပရိသတ်ကြီးတို့နောက်ထပ်နားဆင်နိုင်ဖို့အတွက်ဇလန်လေးတစ်ပုဒ်ကိုလည်းတင်ဆက်ပေးကြပါမယ်။ဇလန်လေးရဲ့နာမည်ကတော့အမြန်လန်းပေါ်ကတရေဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ရှင်။ဖျားဘူးပို့ဆောင်ရေးမှာအမြန်ရင်ကြီးနှစ်စီးဟာညနေ6နာရီခွဲရန်ကုန်မြို့ကနေထွက်ခဲ့ကြတယ်။ဖျားလဲဖူလေးလာစရာရှိရာတွေလေးလာအပန်းလေးဖြေဖို့အတွက်ကားနှစ်စီးနဲ့ထွက်လာခဲ့ကြခြင်းပဲဖြစ်တယ်။အဲ့ဒီကားပေါ်မှာတော့တန်လင်းဤပညာတက္ကသိုလ်မှာကျောင်းသူကျောင်းသားအဓိကပါတယ်။တချို့ကဆွေမျိုးသားချင်းမိဘတဦးစာနှစ်ဦးစာလည်းပါကြတယ်။ပကံညာဦးဆွေတော်လေးစုအပြင်ပုပ်ပားဟိုပါခရီးစဉ်ဆွဲလိုက်ကြတယ်။ကျောင်းသားလူငယ်တွေဖြစ်တာကြောင့်သူ့စုနဲ့သူနောက်ပြောင်ရင်းနဲ့ကားပေါ်မှာအချိန်ကိုကုန်လွန်စေခဲ့တယ်။ကားပေါ်မှာပုံမှန်ပြသနေတဲ့မြန်မာဇလန်းဗီဒီယိုကိုဘယ်သူမှစိတ်မဝင်စားဖုန်းတစ်လုံးနဲ့တချင်းနားထောင်နေတယ်။ဖုန်းပုတ်ကြတယ်115မိုင်စခန်းကိုအယောင်အပေါ့ပါသွားဖို့အစာပြေးစားဖို့နိုင်ဝက်ဝင်ပြီးတော့ရန်နာပြီးရဲစားတောက်ဆိုင်တွေအတွင်းဝင်ပြီးတော့ဘိုက်ဖြည့်ကြတယ်။နိုင်ဝက်အတွင်းကားပေါ်ကိုပြန်ရောက်ပြီးတော့ကားဟာဆက်ပြီးတော့ထွက်လာခဲ့တယ်။အချိန်ကအမှောင်ကြီးစိုးနေပြီးလမ်းပေါ်မှာအဝေးပြေးကားကြီးတွေမီးရောင်ကလွဲပြီးတော့လမ်းမီးလည်းမရှိတော့ဘူး။ကားဒရိုက်ဘာရဲ့ဘေးမှာရင်အကူတယောက်ကထိုင်ပြီးတော့ရေတောက်လိုက်ကိုရဝါလိုက်နဲ့စကားပြောရင်ခရီးနေနေရဲ့နေ့စဉ်ညနေတကောင်မိုးချုပ်ကမိုးလင်းကားမောင်းရင်းနဲ့အချိန်ကုန်နေရကြောင်းအမတ်တမဲ့ငိုင်မီးသွားတတ်တယ်။အဲ့လိုမဖြစ်ဖို့အတွက်ရင်ကူကအနီးကနေထိုင်ပြီးတော့အိမ်မငိုက်အောင်စကားမရှိစကားရှာပြီးတော့ပြောပေးကြရတယ်။သူတို့ကားနှစ်စီးကိုအဝေးပြေးကားကြီးတွေကမီးချက်ပေးပြီးတော့မှကြော်တက်သွားကြတယ်။အဲ့ဒီချိန်မီးအောင်အောင်မှာယုံလေးတကောင်ဖြတ်ပြေးသွားတယ်။ရှေ့ကားနဲ့သူတို့ရဲ့ကားကြားမှာလွတ်အောင်ဖြတ်ပြေးသွားတယ်။ကို့စီယာတိတ်မမြန်စီနဲ့ဒီရဲ့ဝင်းစင်မှာတောကောင်လေးတွေလမ်းပေါ်ကိုတက်လာတတ်တယ်။အကောင်ကြီးကြီးတိုက်ပြီးတော့လေကားပေါ်ဆွဲတင်သွားတာပေါ့။ပြီးခဲ့တဲ့လကတောင်ကြီးအင်းလင်းခရီးမှာကလောမရောက်ခင်လမ်းပေါ်မှာတောဝက်တကောင်ကိုဝင်တိုက်မိလိုက်တယ်။ကားကလည်းအရှိန်လျှော့ပြီးတော့ခက်ပြေးပြေးအစင်းလမ်းလေးအတိုင်းမောင်းလာစဉ်အရှိန်နဲ့ပြေးတက်လာတဲ့တောဝက်ခက်ရွရွတကောင်ကိုတိုက်မိပြီးတော့ကားရှိပိန်နဲ့တက်ကျိတ်မိလိုက်တယ်။ကားရုတ်တရက်ဆောင်းသွားတာကြောင့်မှောက်ပြီးလို့ထင်ကခရီးသည်တွေထအော်တော့တယ်။ကားကတော့ဘာမှမဖြစ်ပဲရက်သွားတယ်
သူတို့နှစ်ယောက်ကားပေါ်ကနေဆင်းပြီးတော့အဲ့ရဲ့တောဝက်အသေးကောင်ကိုတေးသေးချာချာပလတ်စတစ်နဲ့ပတ်ပြီးတော့ကားပေါ်ကိုတင်ခဲ့တယ်။အောင်ပန်းမှာတထောက်နားတာကြောင့်ပင်းတရားမှအပြန်စားတောက်ဖို့အတွက်စီစဉ်ထားခဲ့တယ်။ပင်းတရားအပြန်နေ့လယ်စာကိုအောင်ပန်းမှာတောဝက်သားနဲ့ထမင်းစားကြတယ်။သူတို့ကားမောင်းသက်အတွင်းမှာအဲ့ရဲ့တစ်ချိန်ကားနဲ့တိုက်မိတဲ့တောကောင်သားကိုစားဖို့ခြင်းပဲဖြစ်တယ်။ဒီနောက်တော့ညခရီးတိုင်းဆက်လက်ပြီးတော့မှမောင်းလာခဲ့ကြတယ်။အဲ့ဒီနောက်တော့ညခရီးမောင်းတိုင်းအကောင်ကြီးသားတွေကြုံရလိမလားဆိုပြီးတော့အတွေးတွေရောက်လာတယ်။အဲ့ဒီနောက်ညခရီးမောင်းတိုင်းအကောင်ကြီးသားတွေကြုံရလိမလားဆိုပြီးတော့လေအတွေးတွေရောက်နေခဲ့တယ်။နောက်ကြတော့အဲ့ဒီကိစ္စလည်းခေါင်းထဲမှာမရှိတော့တခါတရံယုံလေးတွေမွေပါတွေကိုတိုက်မိကြိတ်မိတယ်။ကားနောက်ဘက်မှာအော်ကြပြောကြပြောင်ကြလောင်ကြတယ်။အတန်တွေငြိမ်သက်ကုန်တယ်။တော်တော်များများဆောင်းချုံပြီးတော့မှအိတ်ကုန်ကြပြီ။ကားလမ်းပေါ်မှာလူပြောများတဲ့တစီတရေရန်ကလည်းရှိသေးတယ်။ကားမောင်းသမားတော်တော်များများကြုံဘူးကြတယ်လို့လည်းဆိုပါတယ်။အဝေးပြေးအမြန်လမ်းမကြီးစောက်ဖွင့်ကြရမကြာခဏကားတိုက်ခြင်းကားမောက်ခြင်းတွေကြောင့်လူတော်တော်များများသိကြကြတယ်။အဲ့ဒီအသေးကောင်တွေရဲ့ဝိညာဉ်တွေလမ်းကြီးပေါ်မှာလွင်မျောသွားလာနေကြတယ်။အဲ့ဒီဝိညာဉ်တွေနဲ့အကြောင်းတိုက်ဆိုင်လို့ကြုံကြတဲ့သူတွေလည်းရှိပါတယ်။အဲ့ဒီချိန်နောက်မှအဝေးပြေးကားတစ်စီးအချက်ပြပြီးတော့လမ်းတောင်းတာကြောင့်အရှိန်လျှော့ပြီးတော့လမ်းဘေးချကမောင်းလိုက်ရတယ်။မကြခင်အဲ့ဒီရဲ့အဝေးပြေးကားကြီးကကြော်တက်သွားတယ်။ဆရာရှေ့မှာတရားရှိတယ်။သိပါတယ်ဒီနေရာရောက်ရင်လက်ကအလိုလိုအစင်သင့်ကိုဖြစ်နေပြီ။အဲ့ဒီတရားလက်ရန်နဲ့မကြခဏကားကြီးကားတီးတိုက်မိရင်ပုတ်ဆွဲတယ်အသက်တွေနဲ့အယောအစားလုံနေကြတဲ့နေရာပါ။တရားကိုကြော်ပြီးရဲ့နောက်ကားကိုပုံမှန်ဆက်မောင်းခဲ့တယ်။ဟာလူကားရှိကနေပြီးတော့လူတယောက်ကုန်းကွာနဲ့ဖြတ်အဝင်ရင်ကူကထပြီးတော့អော်လိုက်စဉ်ဒရိုင်ဘာကရုတ်တရက်ဘရိတ်ကိုနင်းလိုက်တယ်။ကားလူတယောက်ကိုဖြတ်ပြီးတော့ကြိတ်တယ်လို့မျိုးခုန်သွားပြီးတော့ဘရိတ်မိကရက်သွားလေ။ဘာဖြစ်တာလဲ။ကားဘိတ်ပေါက်တာလား။လူတိုက်တာထင်တယ်။အိမ်ငိုက်နေတဲ့သူတွေအိပ်ပျော်စားသူတွေရုတ်တရက်ထင်ရမြင်ရထပြောနေတယ်။ဒရိုင်ဘာရောရင်အကူပါကားပေါ်ကနေမစင်းဝင်ပါဘူး။ကားအောက်မှာပူဆိုးပတ်ဆက်တီးနေတဲ့သူကိုမမြင်ဝင့်ပဲဖြစ်နေကြတယ်။ဘာဖြစ်တာလဲဗျ။ကားပေါ်မှာចောင်းသားမိဘတယောက်ကလှမ်းမိလိုက်ပါတယ်။ဒရိုင်ဘာကလည်းပြန်မပြေဘူး။သူတို့ရဲ့ဆရာတပည့်နှစ်ယောက်ဓမီကိုစီကင်ပြီးတော့အောက်ကိုဆင်းကြတယ်။ကားအောက်ကိုမီးထိုးကြည့်ရဲ့။ဒီဘက်မှာမရှိဘူး။ဒါဆိုရင်ဟိုဘက်ချမ်းမှာသွားကြည့်။ရေကူကကားကြီးရဲ့တစ်ဖက်ချမ်းကိုသွားပြီးတော့ရှာကြည့်ရဲ့။မတွေ့ဘူး။ကားအောက်မှာလည်းမရှိဘူး။ကားဘေးမှာလည်းအတိုက်ခံရတဲ့သူကိုမတွေ့ရအောင်။ကားလမ်းပေါ်မှာသွေးတစ်စက်တောင်မှလည်းမတွေ့ရအောင်။သူတို့ရဲ့စိတ်ထဲထူးဆန်းနေတယ်လို့တကယ်လူစင်စစ်ကိုတိုက်မိခြင်းမဟုတ်တဲ့အတွက်စိတ်ထဲစိုးရိမ်ထိတ်လန့်မှုတွေလျော့ပါသွားတယ်။ဒါပေမဲ့ကားကလူစင်စစ်ကိုတိုက်မိခြင်းမဟုတ်ဘူးလို့ဆိုရင်နာနာဘဝတစီတရေတကောင်ကိုတိုက်မိခြင်းဆိုပြီးတော့ဆုံးဖြတ်ကကဲလူမဟုတ်ရင်တရေကိုတိုက်တာဖြစ်လိမ့်မယ်။ရှေ့ကတော်တော်ရောက်သွားပြီဒိုလဲသွားကြမယ်။ဟာဆရာကားဘေးကိုအရေးမဲတွေကတ်လာနေတာမြင်လိုက်တယ်။ဟုတ်ရဲ့လားကွာငါတရေဆိုလို့မင်းရပါပို့ပြီးတော့တရေကိုမြင်လိုက်ပြန်ပြီ။လာတက်သွားကြမယ်။ဆရာကပြောရင်မယုံဘူးအနည်းဆုံးမဲအချိန်9ခု6ခုမကမြင်လိုက်တယ်ဗျလမ်းပေါ်မှာလားလမ်းဘေးကနေကားစီကိုဝင်ကတ်လာတာဟုတ်လို့လားကွာဟုတ်ပါတယ်ဆိုကားစီးမလို့များလားဟဲ့ပောက်ကရပြောမနေနဲ့သွားကြမယ်ကားကလူမတိုက်မိလို့တော်သေးတယ်လူသားတိုက်မိရင်ဒီခီးစင်တော့ပြက်ပြီကုမ္ပဏီကကားအစားထည့်ပေးရမှာပေါ့ကားကဘာမှမဖြစ်လို့တော်သေးတယ်စစောကအချိန်နဲ့ break နင်းလိုက်တာကားလိမ့်သွားနိုင်တယ်ဆရာပြောမှရင်အောင်တုံသွားပြီဟင်ဘလို့ဖြစ်တာလဲကားကိုရှေ့ကိုခရီးဆက်ဖို့အတွက်ဆက်နှိုးလိုက်တယ်ဘလို့မှနှိုးလို့မရအောင်မဟုတ်သေးပါဘူးဘာလို့နှိုးလို့မရတာလဲလောက်ပါအောင်အပြစ်လေးပါလေးရှာပါအောင်ရင်ကူကဆက်စရာတစ်ပိုင်းရင်မောင်းတစ်ပိုင်းဖြစ်တယ်ပြစ်ချက်ကိုရှာနေရဲ့ဘာမှမတွေ့ဘူးအားလုံးအပြစ်စီးမရှိဘူးဒါဆိုရင်နှိုးမယ်ဟာဘာဖြစ်တာလဲကားကဆက်လဲမနှိုးဘူးလူလဲမတက်ဘူးကားပေါ်ကလူတွေကလည်းလှုပ်ရှားမှုမရှိပဲဘေးညာလူးသွားတယ်ဆရာကားဘာဖြစ်တာလဲဘာဖြစ်လို့လဲဘေးညာရိမ့်သွားသေးသလားလို့အမတ်တမဲ့ပဲတတိမထားလိုက်မိဘူးကျောင်းဆရာတယောက်ကကားရိမ့်ထိုးသွားတာကိုတတိထားလိုက်မိတာကြောင့်ဒရိုင်ဘာကိုလှမ်းမိလိုက်တယ်ဒရိုင်ဘာကလည်းအခြေမသိတဲ့ကိစ္စကိုထင်ကြီးနဲ့မပြောချင်တာကြောင့်စကားပြတ်သွားအောင်လို့မသိဘူးလို့သာပြောလိုက်ခြင်းပဲဖြစ်တယ်ဒါပေမဲ့ကားဆက်နှိုးလို့မနှိုးခြင်းဟာသူတို့အတွက်ထူးဆန်းနေရဲ့ဒါရိုးတော့မဖြစ်နိုင်ဘူးဆိုပြီးခုံပေါ်ထိုင်ရင်းစဉ်းစားနေပါတယ်ရင်ကူကလည်းစက်ပိုင်းဆိုင်ရာကောလျှက်စစ်ပိုင်းဆိုင်ရာပါပြစ်ချက်မရှိဘူးလို့ဆိုရင်ဒရိုင်ဘာရှိမှဖုန်းနေတန်းထွက်လာတယ်ကိုဘဝင်းဆက်တာဒရိုင်ဘာဖုန်းကောက်ကင်လိုက်တယ်ကားဘာဖြစ်လို့လဲဘာဖြစ်မှန်းမသိဘူးကားရှိကလူတယောက်ဖြတ်ဝင်လာပြီကားကအဲ့ဒီဖြတ်ဝင်တဲ့လူကိုတိုက်မိလိုက်တယ်စင်းကြီးတော့ဘာမှမရှိဘူး
ကားပြန်ထွက်မလို့ဆက်နိုးတာဘလို့မှနိုးမရအောင်ဖြစ်နေတယ်။တင်ထိုးကတော့ကားနားကိုအရင်မဲမဲတွေဝင်ကက်လာတာမြင်တယ်လို့တော့ပြောနေတယ်။အခုကိုဘဝင်းတို့ကဘယ်ရောက်သွားပြီလဲ။ခမားတို့ကားပါမလားလို့ရက်ဆောင်နေတယ်။ရှေ့တမိုင်လောက်ကွာမယ်ထင်တယ်။ခမားတို့ကားရဲ့မီးရောင်ကိုရီလေးမြင်နေကြတယ်။ခမားတို့ကားမှာစားစရာတောက်စရာတွေများပါလို့များလား။စားစရာတောက်စရာပါတာအထူးတဆန်းလား။မဟုတ်သေးဘူး။ခါတိုင်းပါတာအကြောင်းမဟုတ်ပေမဲ့စားကျင်တောက်ကျင်တဲ့အကောင်နဲ့စားစရာပါတဲ့အချိန်တိုက်ဆိုင်သွားရင်ဖြစ်ချင်ဖြစ်မှာပေါ့။ကားကပြစ်ချက်မရှိဘူးဆိုရင်ကျွန်တော်ပြောတာဖြစ်ချင်ဖြစ်နိုင်တယ်။ခမားလူတွေကိုမေးကြည့်ပါလား။ဟင်မေးကြည့်လိုက်အောင်မဲဒါဆိုအကြောင်းထူးရင်ဖုန်းပြန်ဆက်လိုက်နော်။ဟုတ်ကဲ့ကောင်းပြီ။ရှေ့ကားမှဖုန်းချသွားတာကြောင့်ဖုန်းကိုနေရာတကျပြန်ထားလိုက်တယ်။ကဲအခုကားပေါ်မှာပါလာတဲ့ဆရာမတို့ចောင်းသားတို့ကားပေါ်မှာဟင်းတွေဘာတွေထည့်ပြူလာတာများရှိသလား။ဘာဖြစ်လို့လဲကားဆရာ။ကားကဆက်မပြတ်ဖဲနဲ့ထိုးရက်နေလို့ဘလို့ပဲနိုးဆက်ကမနိုးအဲ့ဒါကြောင့်မေးရတာဟင်တရေလားအဲ့ဒါတော့အတက်ပြောလို့မရအောင်ဖြစ်နိုင်တာအားလုံးစဉ်းစားရမှာပဲဒီလမ်းနေမှာသွားလာရင်အစားအသောက်မယူရဘူးလို့သတ်မှတ်ချက်တော့မရှိဘူးဒါပေမဲ့စားကျင်တောက်ကျင်တဲ့ကောင်တွေတိုက်ဆိုင်သွားကြုံတဲ့အခါဆိုရင်တော့မထင်မှတ်ထားတာတွေဖြစ်တတ်တယ်ကားအစဉ်ပြေသွားလို့ရအောင်အတက်နိုင်ဆုံးလိုက်ရောပေးကြပါဟိုအုပ်စုရိုးရီးယားအကင်လှုပ်စားမလို့အသားစိမ့်ဘူးတွေပါတယ်မဟုတ်လားဘာအသားစိမ့်ဟုတ်လားညအိမ်မဲ့နေရာမှာညဘက်အသားကင်ငါးကင်ပြီးတော့စားရအောင်အမဲသားဝက်သားကြက်သားပစွန်တွေကိုအေးခံပြီးတော့ဘူးသုံးဘူးနဲ့ထည့်လာခဲ့တယ်။ရိုးရီးယားကင်လှုပ်ရှားကြမလို့ဂက်စမီဘူအသေးလေးနှလုံးမှာပါလာတယ်။ဟင်ဒါဆိုရင်ဟင်းပါလို့မဖြစ်နိုင်ဘူး။သားစိမ်းငါးစိမ်းဘူးတွေပါလို့ဆိုတာကျင်းတည်သွားပြီ။အောက်ကိုတယောက်လောက်လိုက်ခဲ့ပြီးတော့ဘူးတွေကိုပြပေးပါလား။ဘာလို့မလို့လဲ။ရှေ့ခရီးဆက်ချင်ဘူးတွေကအသားစိမ်းတွေကိုတွန်ခဲ့ရမယ်လေ။ဟာနှမျိုးစရာကြီး။ကျောင်းသူလေးတွေကသူတို့ရဲ့အစီအစဉ်ပြက်ပြီးမှတိလိုက်တာကြောင့်နှမျောတပြောလိုက်တယ်။ဒရိုင်ဘာနဲ့တူဆီယာမတယောက်ကားပေါ်ကနေအောက်ကိုဆင်းသွားတယ်။ရင်ကူကကားအောက်မှာပစ္စည်းထည့်တဲ့အခန်းတကားကိုတော့ဖွင့်လိုက်တယ်။အဖုံးကိုအပေါ်မှာတင်လိုက်ပြီးတော့အတွင်းကိုဓမီထိုးပြတယ်။အတွင်းမီးလုံးကလင်းလို့နေပါတယ်။ဓမီနဲ့ထိုးကြည့်လိုက်တယ်။ဟိုရေခဲဘူး၃ဘူးမဟုတ်လားဆီယာမ။ဟုတ်တယ်အဲ့ဒီဘူး၃ဘူးပဲ။ဟိုမှာတဘူးအဲ့ဒီတဘူးကဘာလဲဆီယာမတို့ဘူးမဟုတ်ဘူးလား။မဟုတ်ဘူးအထဲမှာဘာပါလဲဖွင့်ကြည့်ပါလားကျောင်းသားမိဘတွေရဲ့ပစ္စည်းဖြစ်မယ်ထင်တယ်ကားကိုခန်းထဲဝင်ပြီးတော့ဘူးသုံးဘူးကိုဆွဲထုတ်လိုက်တယ်ကြံတဲ့တဘူးကိုဖွင့်ကြည့်ရဲ့ဒီဘူးထဲမှာလည်းအသားစိမ်းငါးစိမ်းတွေပဲတစ်မျိုးစီကိုပလတ်စတစ်နဲ့ပတ်ထားတယ်အဲ့ဒီဘူးကိုပါအပြင်ကိုကမ်းပေးလိုက်တယ်အဲ့ဒီဘူးလေးဘူးကိုကားလမ်းဘေးကိုယူသွားပြီးတော့တွန်းချလိုက်တယ်ဟင်ကားကြီးကလှုပ်သွားတယ်ကားပေါ်ရောက်နေတဲ့နနာဘဝကောင်တွေကားပေါ်ကနေအပြေးလွှားဆင်းကြတာလားမသိကားကြီးကရိမ့်ထိုးသွားတာကိုသိလိုက်တော့ကားပေါ်ကသူတွေထအော်ကြတယ်ဘူးလေးဘူးစလုံးတွန်းပစ်လိုက်ပြီးတော့ဘူးလွတ်တီကိုကားအောက်ခန်းထဲကိုပြန်သွင်းပြီးတော့တကားပြန်ပိတ်လိုက်တယ်ကဲစားကျင်တာစားရပြီကားကိုမနှောက်ယှက်ပါနဲ့တော့ဒရိုင်ဘာကအဲ့လိုအတန်ခက်ကြဲလှမ်းပြောလိုက်ပြီးတော့ကားပေါ်ကိုတက်လိုက်တယ်ကဲကားစီကဆက်နှိုးကြည့်ပါဦးဟာတော်ပါသေးရဲ့ကားကတစ်ချက်တည်းနဲ့နှိုးသွားလို့တော်ပါသေးရဲ့ဗျာဒီလိုနဲ့ကားကိုဆက်ပြီးတော့မောင်းခဲ့ပါတော့တယ်။ယူရီးယားကင်လှုပ်ရှားခြင်းလို့တကူးတကအသားငါးတွေတိတ်ဆောင်လာခဲ့တဲ့ကျောင်းသူလေးတွေကလည်းတွန်ပစ်ခဲ့ရတဲ့အဲ့ရဲ့ပစ္စည်းတွေကိုနှမျောသားစွာနဲ့ရှိနေကြပေမဲ့တက်စီတရေရန်ကနေလွတ်လာတဲ့အတွက်တယောက်ကိုတယောက်အပြစ်ဖို့ပြီးတော့စကားဆိုရင်ကားပေါ်မှာလှုပ်ရှားရှိနေပါတော့တယ်။ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒီနေ့ရဲ့ဇလန်လေးကိုခုလိုမျိုးချိန်ပေးပြီးတော့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေ့ရဲ့ဇလန်လေးကိုရေးသားပေးခဲ့တဲ့စာရေးဆရာအီကန်မင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။